လာပြီးတော့ခေါ်ဆောင်တဲ့ဗီဒီယိုပါအဲ့မှာတကယ်တော့ကြည့်ရသူအပေါင်းပေါ့အားလုံးကဒါကိုအသက်မရှူနိုင်ပဲကြည့်ရတာပါဘာဖြစ်လို့လဲဆိုတော့ဆရာမကြီးဘယ်လိုတုံ့ပြန်မလဲကျွန်တော်တို့တွေ့ကြရပါတယ်ပြီးတော့မှတပြင်းနဲ့ချနိုင်တယ်ပေါ့လေဆရာမကြီးရဲ့ဒီဉာဏ်ပညာရဲ့တတ္တိဓာတ်တိရဲ့ကောင်းဆောင်ပြီးသားမှုရဲ့ကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒီအတွက်လည်းအားလုံးကိုစားပေါ့အားလုံးကပြောခိုင်းပါတယ်ဆရာမကြီးနဲ့မိသားစုကိုလေးစားကိုယူတဲ့အကြောင်းလေးစားကိုယူလို့မကပါဘူးဝန်းရံကြမယ်ဆိုတဲ့အကြောင်းပါအဲ့ဒီကနေစပြီးတော့ကျွန်တော်တို့ဒီနေ့ပြည်သူအများတိတိကျကျသိကျင်နေတဲ့ကိစ္စတွေကိုကျွန်တော်ဆွေးနွေးပါမယ်ကျွန်တော်တို့ဘာပဲလုပ်ချင်ညှိနှိုင်းကြရပါတယ်ဘယ်ပေါင်းစုံကလည်းစဉ်းစားရပါတယ်ဒေသပေါင်းစုံဖွဲ့စည်းပေါင်းစုံနဲ့ညှိရတာပေါ့နော်အဲ့ဒါပြီးတော့မှကျွန်တော်တို့ထုတ်ပြန်ပါမယ်တချို့ကလည်းအခြေအနေကိုစောင့်ကြည့်ပါအောင်လို့ပါတော့ပေါ့အဲ့လိုပြောတယ်ဒါမှဖြစ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဘယ်သောအခါကမှဂတိလည်းမတည်ခဲ့ဘူးနောက်ပြီးတော့ဒါစောင့်ရမယ့်ကိစ္စလည်းမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ရွေးကောက်ပွဲရလဒ်ရှိပါတယ်ဒါပြီးဆုံးခဲ့ပြီးတကယ်ကိုရရှိခဲ့ပြီးသားပါဥပမာဆိုရင်ဂတိနဲ့ပတ်သက်ရင်1990ရွေးကောက်ပွဲပဲပြန်ကြည့်ပါပြီးတော့အမတ်တွေကိုအကုန်ဖမ်းပြီးတော့ထောင်ချတယ်ပါတီကိုလည်းနှိပ်ကွက်ခဲ့တာပါပဲဆိုတော့သူတို့လိုချင်တဲ့ပုံစံသွင်းပြီးတော့မှလိုချင်တာကိုရမယ်ဆိုတဲ့အခါကျမှစိတ်ကြိုက်ဖန်တီးယူမဲ့ဟာမျိုးတော့သဘောတူလို့မရပါဘူးလက်တလောဆိုရင်ဖန်စီခံထားတဲ့ဒီနိုင်ငံရေးတွေကပုံကူများလှုပ်ရှားတက်ကြသူများရဲ့မိသားစုတွေရဲ့တောကောက်ပဲကိုချင်းစာကြည့်ပါအဆက်တယ်မရဘူးသေလားရှင်လားမသိဘူးမိသားစုနဲ့တော့အဆက်တယ်မရဘူးဆိုတဲ့အခြေအနေမျိုးမှာဘာတစ်ခုမှစောင့်ကြည့်ကြမလို့ပါဘူးအဲ့တော့ကျွန်တော်တို့အခုဘာလုပ်ကြပါလဲကျွန်တော်တို့လုပ်ရမှာကအပိုင်း၃ပိုင်းရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့လွတ်တော်ကိုယ်စားလှယ်တွေရဲ့အပိုင်းကတစ်ပိုင်းဝန်ထမ်းတွေကတစ်ပိုင်းပြည်သူတွေကတစ်ပိုင်းပါလွတ်တော်ကိုယ်စားလှယ်တွေပိုင်းကိုပြောပါမယ်သူတို့ကလူလူရဲ့ mandate ကိုရထားတာပါအခု CRPP လို့ခေါ်ရနိုင်တာပေါ့နော်လွတ်တော်ကိုစားပြုကော်မတီတွေသူတို့ဖွဲ့ထားပါပြီအဲ့တော့ကြည့်ပါလုံခြုံရေးကောင်စီမှာကုလသမဂ္ဂလုံခြုံရေးကောင်စီမှာအားလုံးသဘောတူတဲ့ပညာချက်ထုတ်ပြန်တာမျိုးကိုရတယ်ဆိုတာကျွန်တော်တို့တစ်သက်မှာတော့ဒီတစ်ခါပဲရှိပါသေးတယ်မြန်မာနိုင်ငံအရေးမှာဒါတော်တော်မကြုံစဘူးထူးခြားမှုပါအဲ့ဒီလိုဖြစ်အောင်လဲစူးစမ်းခဲ့ရတဲ့နိုင်ငံတကာရဲ့တန်တမန်အတိုင်းဝိုင်းပေါ့ဆိုတော့အတိုင်းဝိုင်းနေကြိုးပမ်းမှုကိုလည်းအတိမတ်ပြုရပါလိမ့်မယ်ထပ်ပြီးတော့တက်ကြရပါလိမ့်မယ်အဲ့တော့အဲ့ဒီမှာဒီလွတ်တော်ကိုယ်စားလှယ်တွေရဲ့အပိုင်းကဘာအားသာချက်ရှိလဲဆိုတော့ legitimacy ခေါ်တဲ့တရားဝင်ဖြစ်မှုပေါ့အဲ့ဒါအားသာနေပါတယ်နောက်တစ်ပိုင်းဝန်ထမ်းတွေပါဝန်ထမ်းတွေအပိုင်းက2မျိုးရှိပါတယ်ဖဲချိုးနေလှုပ်ရှားမှုတွေနဲ့ CDM ခေါ်တဲ့နိုင်ငံရေးရနိုင်ငံသားတွေကနေပြီးတော့ဒီမတရားသဖြင့်အစိုးရအဖြစ်ကြေညာထားသူတွေကိုအာခံပြီးတော့တုံ့ပြန်မှုတွေပါအဲ့တော့ဖဲချိုးနေလှုပ်ရှားမှုမျိုးကိုကြည့်မယ်ဆိုရင်ဒါကအဆင့်တစ်ဆင့်အနေနဲ့တော့ကောင်းပါတယ်တည်တည်ချာချာကြည့်ပါဘယ်လိုနေရာမျိုးမှာကောင်းလဲဆိုတော့နိုင်ငံရေးအရာအတိတရားရည်ချင်းမြင့်တဲ့ယဉ်ကျေးတဲ့လူအဖွဲ့အစည်းတွေမှာဆိုတော့ဒါအလုပ်ဖြစ်ပါတယ်သူတို့ကလုပ်ငန်းဝင်ကိုလည်းမပြတ်စေရဘူးစာနာကိုလည်းဖော်ထုတ်ပြသတယ်ပေါ့နော်ဒါပေမဲ့ဒီလိုနေရာမျိုးမှာဒီလိုစစ်အုပ်စုတွေရဲ့အောက်မှာတော့ဖဲကြိုးချီပြီးတော့အလုံးမပြတ်လုပ်ရုံနဲ့တော့လိုရမရောက်ပါဘူးဘာဖြစ်လို့လဲဆိုတော့ယဉ်ကျေးတဲ့လူဖွဲ့စည်းရတော့ဗျာဒါသူကရေတွက်နေတာဘလောက်အင်အားရှိလာပြီငါတို့ညှိနှိုင်းမှဖြစ်မယ်အပြေရှာမှဖြစ်မယ်ဆိုတာမျိုးသွားပါတယ်ဒီမှာကတော့အစိုးရရန်တရားမရမချင်းဘာမှစဉ်းစားမဲ့လူတွေမဟုတ်ပါဘူးလိလိရှုခံရမယ့်သဘောရှိပါတယ်အဲ့ဒါကြောင့်ဖဲကြိုးနေလှုပ်ရှားမှုအဆင့်နဲ့ရပ်နေလို့မရဘဲနဲ့အဆင့်တက်ရပါလိမ့်မယ်ခုနပြောတဲ့ CDM ခေါ်တဲ့အာခံပြီးတော့တုံ့ပြန်တဲ့အလုံးမသွားတော့ဘူးကွာဆိုတော့အဆင့်အထိပေါ်ပြီးရောက်သွားပါမယ်အဲဒီမှာလည်းတချို့ကမေးကြပါလေဘယ်လိုလုပ်ကြမှာလဲဘယ်လိုအကြောင်းပြမှာလဲရတယ်တိုက်တဲ့အကြောင်းပြချက်တာပြပြောင်တင်းနေမယ်မင်းတို့အစိုးရဖြစ်အတိမမပြုတ်ဘူးကွာမင်းတို့ပြုတ်ကြအောင်လို့ဘယ်လိုမစင်းဘူးလို့ပြောရတယ်ဒီလိုမှမဟုတ်တခြားအကြောင်းပြချက်တွေလည်းရတယ်အရေးကြီးတာကအလုံးမစင်းတော့ဘူးရန်တရားကြီးရပ်သွားပြီဆိုတဲ့အထိကိုသွားမှာမလို့ပါအဲ့တော့အနံ့ပြောက်တယ်လို့ပဲပြောကြိုက်တာပြောပါကြားမရေးပဲအကြောင်းပြကြိုက်တဲ့အကြောင်းပြချက်နဲ့နောက်ဆုံးကတော့လူရင်းကတော့အလုံးမစင်းတော့ဘူးဆိုတဲ့အင်အားအထိရအောင်ပေါ့အဲ့ဒီအထိအချိန်တွေကိုသွားကြရမှာပါအဲ့တော့တစ်ဖက်ကပြောစရာရှိတယ်
ဒီလူတွေရဲ့ဖြစ်ပေါ်လာမဲ့အကျိုးဆက်တွေကိုဘယ်သူတွေကတာဝန်ယူကြမှာလဲဟုတ်ပါတယ်ဒါကတော့သမိုင်းမှာတော့ကိုယ်ဆုံးဖြတ်ချက်ကိုနံပါတ်1ကာယကံရှင်တွေကရင်ဆိုင်ရတယ်မြဲပါဒါပေမဲ့ပြည်သူပြည်သားများအချင်းချင်းနဲ့ဒီလွတ်လပ်မှုကိုတန်ဖိုးထားတဲ့အင်အားစုတွေကတော့ပြစ်ထားမှာမဟုတ်ပါဘူးထိရောက်တဲ့အကူအညီတွေပေးဖို့အဖွဲ့တွေဖွဲ့စည်းနေပါပြီရန်ကုန်ငွေတွေကောက်ခံပြီးတော့သူတို့ရဲ့နေရေးစားရေးအစပေါ့လေဝိုင်းပြီးတော့ထောက်ပံ့ကြဖို့ပြင်ဆင်နေပါပြီဒါကဘလောက်တောင့်ခံကြမလဲပေါ့ဒါလိုပါတယ်အများကြီးညိုလေးစားယုံကြည်တဲ့ရဟန်းပုဂ္ဂိုလ်လူပုဂ္ဂိုလ်တွေကအဖွဲ့အစည်းတွေဖွဲ့ပြီးတော့ဒါကိုစလုပ်နေပါပြီနိုင်ငံတကာကရောက်နေတဲ့ကျွန်တော်တို့နိုင်ငံသားတွေကျွန်တော်တို့ရဲ့မိသားစုဆွေမျိုးများနောက်ပြီးတော့အင်အားစုအသီးသီးကနေပြီးတော့ပံ့ပိုးကြပါလိမ့်မယ်ကောင်းပြီဝန်ထမ်းအပိုင်းပြီးတော့ဗာကြံလို့ပြည်သူတွေရဲ့အပိုင်းပေါ့ပြည်သူတွေအဓိကအချက်ကတော့ဒီ CDM လှုပ်ရှားမှုကိုပေါ့ဒါကိုဝိုင်းပြီးတော့ထောက်ခံကူဖို့ကအဓိကကြပါတယ်အဲ့တော့တပိတ်မှောက်တယ်ဆိုတဲ့စကားလုံးကရုပ်တရက်ကြည့်ရင်ပျော့ပြောင်းတယ်လို့ယူဆရရှိတယ်ဒါပေမဲ့ထိရောက်ပါတယ်သဘောကတော့ဗျာတပိတ်မှောက်တယ်ဆိုတဲ့နေရာမှာအလုံးမစင်းတော့ဘဲနဲ့တပိတ်မှောက်တဲ့နီးရောအဲ့ဒီစစ်အုပ်စုခေါင်းဆောင်တွေကိုတက်စိုးမရှိအောင်သူတို့ရဲ့ငွေကြေးစီးဆင်းမှုတွေစီးပွားရေးလုပ်ငန်းတွေကိုတပိတ်မှောက်တာရောအားလုံးပါတာပါအားလုံးသိကြတဲ့အတိုင်းပေါ့ဗျာသူတို့ပတ်စံရှာနေတဲ့သူတို့ကိုပတ်မိုးပေးနေတဲ့အဲ့ဒီအရက် BR တွေ secret တွေနောက်စင်ကတ်တွေသူတို့ရဲ့လုပ်ငန်းပေါင်းစုံကိုလည်းတပိတ်မှောက်တာတွေအားလုံးပါပါတယ်ပြက်ပြက်သားသားကိုလုပ်ရမှာဒါပြီးတော့နိုင်ငံတကာကလည်းအားလုံးကိုစည်ရင်းကောက်ပြီးတော့မှတ်သားနေပြီဘာလဲဆိုတော့သူတို့နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုအားလုံးကိုစည်ရင်းယူပြီးတော့ဒါပိတ်ဆို့မှုအရေးယူမှုတွေလုပ်ကြမှာပါပြည်သူတွေထဲမှာလှုပ်ရှားမှုကတော့မျိုးစုံရှိမယ်နော်ကျွန်တော်တို့ဥပမာဆိုပါတော့ဗျာဒီတန်ဖုံးတီးတဲ့ကိစ္စကိုပဲကြည့်ည7 နာရီထိုးလိုက်ရင်တချင်းတွေဖွင့်မဲ့တန်ဖုံးတွေတီးမယ်ဆိုတာဒါအားပြိုင်မှုတစ်ခုနော်ဒါစိတ်ဓာတ်အင်အားချင်းပြိုင်ကြရတာနော်ကဘာကတော့မှဒါကိုအထူးဆန်းနဲ့လေ့လာပြီးတော့ဖြန့်ဝေနေကြတယ်တအံ့တော်ဖြစ်နေကြတယ်ဒါနီလာအစ်စ်ကိုဗျာဆိုတော့ပြည်သူတွေဆိုတဲ့နေရာမှာနော်ကျွန်တော်ပြောတာအင်ဂျင်နီယာတွေဆရာဝန်တွေလို့ပုံကိုယ်တွေကအစပေါ့နော်နောက်ဆုံးတက္ကစီဆရာစိုက်ကားဆရာတွေကအစပေါ့ဗျာကျောင်းသားတွေပါဝင်ပေါ့အားလုံးကတန်ဖိုးကိုစီရှိပါတယ်အဲ့လိုပဲလှုပ်ရှားမှုတွေမှာလည်းသပိတ်မှောက်တာကိုဆန္ဒပြတာတွေအားလုံးကတန်ဖိုးကိုစီရှိကြပါတယ်အဲ့တော့အဓိကကတော့ဒီပြည်သူတွေဥမာကြည့်လိုက်ကျွန်တော်ပြောတာတန်ဖိုးတီးတဲ့လှုပ်ရှားမှုတွေမှာကြီးဒါဟာကရောကမယ်မဟုတ်ဘူးဗျပေါ့သေးသေးမဟုတ်ဘူးမင်းညရဆိုရင်ကြည့်ဗျာဒီတန်ဖိုးတီးတဲ့ကလေးဗျာတိကျပြောရင်နိုးစီခွက်လေးကိုတီးတဲ့ကလေးကိုပြန်ပြီးတော့လူကြတဲ့ကိစ္စမျိုးပေါ့နော်ဒီကနေတွေမှာလည်းသွန်းတီးတဲ့စိုက်ကယ်တွေကိုဖမ်းတာကိုပြန်ပြီးတော့လူကြတာပေါ့ပြည်သူလူထုတွေဒါအားပြိုင်မှုတွေပဲဗျကိုဒီဘက်ကရှော့လိုက်လို့ရှိရင်တော့ရှုံးသွားမှာပဲအဲ့တော့ဘယ်လှုပ်ရှားမှုပဲဖြစ်ဖြစ်အချိန်တစ်ခုကိုသတ်မှတ်ပြီးတော့တန်ဖိုးတီးမှမဟုတ်ဘူးကြီးစီပဲထူးထူးဖျောင်းနိုင်မယ်ထုံထုံလှုပ်ရှားမှုတွေကရှိနေရမယ်ဘာဖြစ်လို့ငါတို့မသိသွားဘူးငါတို့အလျှော့မပေးဘူးဆိုတော့ငါတို့ညံ့မခံဘူးဆိုတဲ့လှုပ်ရှားမှုတွေရှိနေရမယ်ကိုလူကိုပြန်လူရမှာဝိုင်းထားအဲ့ဒီမှာကျွန်တော်ကြည့်လိုက်တယ်ဗျဒီအဖမ်းခံသွားတဲ့ကလေးကိုလိုက်ပြီးတော့ရက်ွက်လူထုတွေပြည်သူလူထုတွေကလိုက်ပြီးတော့လူကြတာပဲတကယ်ကိုဗျကိုသွေးသားရင်ကိုပြန်လူသလိုမတရားမှုလက်ထက်ကပြန်လူသလိုလူကြတာဒီမှာဘာသွားတွေ့ရတယ်ဆိုတော့ကျွန်တော်တို့ကိုတောက်လျှောက်သွေးခွဲခံခဲ့ရတဲ့လူမျိုးဘာသာဆိုတဲ့ကိစ္စဒီမှာမရှိဘူးနိုင်ငံသားငါတို့ရက်သူရက်သားငါတို့သားသမီးငါတို့အားလုံးရဲ့ရင်သွေးအကုန်ပါလာတာနော်ဗမာလည်းတစ်ချိန်ကသွေးခွဲခံသွေးခွဲခဲ့တဲ့လူတွေဘာတတ်နိုင်လဲကျွန်တော်ပြောတာအဲ့လိုသွေးစီးနေရမှာကိုယ်တနိုင်ငံနဲ့သားတတ်နိုင်ရင်လေကျွန်တော်လေအဲ့ဒီလိုညမျိုးတွေကိုည7 နာရီထိုးမှလေတစ်ဖက်ကမယုံကြည်တဲ့စစ်ကောင်းဆောင်တွေအဲ့ဒီမှာမှန်အနက်နဲ့လှည့်ပြီးတော့တစ်ခေါက်လောက်ကြည့်လိုက်စမ်းပါတို့တိတ်တွေပဲပြီးတော့ပြည်သူတွေဘာကိုချစ်ကြလဲဘာကိုမုန်းကြလဲဘယ်သူကိုယုံကြည်အားကိုးလဲဘယ်သူကိုလက်မခံချင်ဘူးလဲဒါတိတိကျကျပေါ်ပါလိမ့်မယ်အဲ့တော့လက်ထိတ်တွေတနက်ပြောင်းဝတွေကဘယ်သူကိုလှည့်လာတယ်အဲ့ဒါတွေနဲ့ရင်ဆိုင်ရတဲ့ပြည်သူတွေနိုင်ငံသားတွေဟာအချင်းချင်းစောင့်ရှောက်နေရပြီအချင်းချင်းကာကွယ်နေရပြီဘာကိုပြတယ်လူတက်လက်နက်တွေကင်ပြီးတော့အနိုင်ကျင့်တာထက်မြတ်သောအရာပါတယ်ပြည်သူလူထုရဲ့အပြန်အလှန်စောင့်ရှောက်မှုခုနကဒီဘာအာဆရာမကြီးကြည့်သူကယာဒူးကြီးထက်မြင့်တက်တဲ့တရားကိုရွေးချယ်လိုက်တယ်ဝိုင်းဝန်းရကြမှာအားလုံးကိုချုပ်လိုက်ရင်ဒီနိုင်ငံမှာလူတက်လက်နက်ကိုအန်တုခဲ့တယ်ဘယ်သူတွေကလဲလက်နက်မဲ့တွေကနေအန်တုခဲ့တယ်ဆိုတာဒါဗျူဟာတစ်ခုပဲ
ကဘာကြီးရဲ့တင်ရိုးအစ်စ်တစ်ခုဖြစ်လာလိမ့်မယ်အဲ့တော့ဒါအောင်မလားမအောင်လားမေးကြရှိပါတယ်အဲ့တော့အဖြေပဲရှိပါတယ်အဓိကက CDM ခေါ်တဲ့နိုင်ငံသားတွေရဲ့အခါမှုဝန်ထမ်းတွေအလုံးမစင်းဘူးဆိုတဲ့အချက်အဲ့ဒါအပြည့်အဝရရင်အောင်မယ်ဒါပဲအဲ့ဒါအပြည့်အဝရတဲ့နေ့အောင်မယ်ပဲနော်အဲ့တော့တခြားအချက်လက်တွေလည်းပါမယ်ပေါ့လေအခြားအချက်လက်တွေကခုနကစာနာပြတာတွေသပိတ်မှောက်တာတွေအားလုံးပေါင်းစပ်ရမှာဟိုအဓိကကျွန်တော်တို့အားပေးပြီးတော့ယုံယုံကြည်ကြည်လုပ်ရမှာက CDM ခေါ်တဲ့အလုံးမစင်းရေးလှုပ်ရှားမှုပဲအဲ့ဒါပါပဲအဲ့တော့ကျွန်တော်တို့အားလုံးစွမ်းရည်တတိတွေအကုန်ပြကြရမှာပါခေါင်းဆောင်ကိုဖမ်းလိုက်ပေမဲ့အားမငယ်ဘူးအညံ့မခံဘူးတွဲအားလုံးမှာစက်ကောင်းပါတယ်လိုရရအောင်မောင်းနိုင်တယ်ဆိုတာကိုပြကြဖို့ပါပဲကျေးဇူးတင်ပါတယ်မနေ့ကကျွန်တော်ဗီဒီယိုကလစ်တစ်ခုကြည့်ရပါတယ်ဒါဖတ်အန်နိပညာကျောင်းကဆရာမကြီးကိုလာပြီးတော့ခေါ်ဆောင်တဲ့ဗီဒီယိုပါအဲ့မှာတကယ်တော့ဟိုကြည့်ရသူအပေါင်းပေါ့အားလုံးကဒါကိုအသက်မရှူနိုင်ပဲကြည့်ရတာပါဘာဖြစ်လို့လဲဆိုတော့ဆရာမကြီးဘယ်လိုတုံ့ပြန်မလဲကျွန်တော်တို့တွေ့ကြရပါတယ်ပြီးတော့မှတပြင်းနဲ့ချနိုင်တယ်ပေါ့လေဆရာမကြီးရဲ့ဒီဉာဏ်ပညာရဲ့တတ္တိဓာတ်တိရဲ့ခေါင်းဆောင်ကောင်းပြီးသားမှုရဲ့ကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒီအတွက်လည်းအားလုံးကိုစားပေါ့အားလုံးကပြောခိုင်းပါတယ်ဆရာမကြီးနဲ့မိသားစုကိုလေးစားဂုဏ်ယူတဲ့အကြောင်းလေးစားဂုဏ်ယူနေမကပါဘူးဝန်းရံကြမယ်ဆိုတဲ့အကြောင်းပါအဲ့ဒီကနေစပြီးတော့ကျွန်တော်တို့ဒီနေ့ပြည်သူအများတိတိကျကျသိကျင်နေတဲ့ကိစ္စတွေကိုကျွန်တော်ဆွေးနွေးပါမယ်ကျွန်တော်တို့ဘာပဲလုပ်ချင်ညှိနှိုင်းကြရပါတယ်ဘယ်ပေါင်းစုံကလည်းစဉ်းစားရပါတယ်ဒေသပေါင်းစုံဖွဲ့စည်းပေါင်းစုံနဲ့ညှိရတာပေါ့နော်အဲ့ဒါပြီးတော့မှကျွန်တော်တို့ထုတ်ပြန်ပါမယ်တချို့ကလည်းဟိုအခြေအနေကိုစောင့်ကြည့်ပါအောင်လို့ပါတော့ပေါ့အဲ့လိုပြောတယ်ဒါမှမဖြစ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဘယ်သောအခါကမှဂတိလည်းမတည်ခဲ့ဘူးနောက်ပြီးတော့ဒါစောင့်ရမယ့်ကိစ္စလည်းမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ရွေးကောက်ပွဲရလဒ်ရှိပါတယ်ဒါပြီးဆုံးခဲ့ပြီးတကယ်ကိုရရှိခဲ့ပြီးသားပါဥပမာဆိုရင်ဂတိနဲ့ပတ်သက်ရင်1990ရွေးကောက်ပွဲပဲပြန်ကြည့်ပါပြီးတော့အမတ်တွေကိုအကုန်ဖမ်းပြီးတော့ဟိုထောင်ချတယ်ပါတီကိုလည်းနှိပ်ကွက်ခဲ့တာပါပဲဆိုတော့သူတို့လိုချင်တဲ့ပုံစံသွင်းပြီးတော့မှလိုချင်တာကိုရမယ်ဆိုတဲ့အခါကျမှစိတ်ကြိုက်ဖန်တီးယူမဲ့ဟာမျိုးတော့သဘောတူလို့မရပါဘူးလက်တလောဆိုရင်ဖန်စီခံထားတဲ့ဒီနိုင်ငံရေးတွေကပုံကူများလှုပ်ရှားတက်ကြသူများရဲ့မိသားစုတွေရဲ့တောကောက်ပဲကိုရင်းစာကြည့်ပါအဆက်အသွယ်မရဘူးသေလားရှင်လားမသိဘူးမိသားစုနဲ့တော့အဆက်အသွယ်မရဘူးဆိုတဲ့အခြေအနေမျိုးမှာဘာတစ်ခုမှစောင့်ကြည့်ကြမလို့ပါဘူးအဲ့တော့ကျွန်တော်တို့အခုဘာလုပ်ကြပါလဲကျွန်တော်တို့လုပ်ရမှာကအပိုင်း၃ပိုင်းရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့လွတ်တော်ကိုယ်စားလှယ်တွေရဲ့အပိုင်းကတစ်ပိုင်းဝန်ထမ်းတွေကတစ်ပိုင်းပြည်သူတွေကတစ်ပိုင်းပါလွတ်တော်ကိုယ်စားလှယ်တွေပိုင်းကိုပြောပါမယ်သူတို့ကလူလူရဲ့ mandate ကိုရထားတာပါအခု CRPP လို့ခေါ်ရနိုင်တာပေါ့နော်လွတ်တော်ကိုစားပြုကော်မတီတွေသူတို့ဖွဲ့ထားပါပြီအဲ့တော့ကြည့်ပါလုံခြုံရေးကောင်စီမှာကုလသမဂ္ဂလုံခြုံရေးကောင်စီမှာအားလုံးသဘောတူတဲ့တင်ညာချက်ထုတ်ပြန်တာမျိုးကိုရတယ်ဆိုတာကျွန်တော်တို့တစ်သက်မှာတော့ဒီတစ်ခါပဲရှိပါသေးတယ်မြန်မာနိုင်ငံအရေးမှာဒါတော်တော်မကြုံဘူးထူးခြားမှုပါအဲ့ဒီလိုဖြစ်အောင်လဲစူးစမ်းခဲ့ရတဲ့နိုင်ငံတကာရဲ့တန်တမာအတိုင်းဝိုင်းပေါ့ဆိုတော့အတိုင်းဝိုင်းနေရဲ့ကြိုးပမ်းမှုကိုလည်းအတိမတ်ပြုရပါလိမ့်မယ်ထပ်ပြီးတော့တက်ကြရပါလိမ့်မယ်အဲ့တော့အဲ့ဒီမှာဘာအဲ့ဒီလွတ်တော်ကိုယ်စားလှယ်တွေရဲ့အပိုင်းကဘာအားသာချက်ရှိလဲဆိုတော့ legitimacy ခေါ်တဲ့တရားဝင်ဖြစ်မှုပေါ့အဲ့ဒါအားသာနေပါတယ်နောက်တစ်ပိုင်းဝန်ထမ်းတွေပါဝန်ထမ်းတွေအပိုင်းက2မျိုးရှိပါတယ်ဖဲချိုးနေလှုပ်ရှားမှုတွေနဲ့ CDM ခေါ်တဲ့နိုင်ငံရေးရနိုင်ငံသားတွေကနေပြီးတော့ဒီမတရားတစ်ဖြင့်အစိုးရအဖြစ်ကြီးညာထားသူတွေကိုအာခံပြီးတော့တုံ့ပြန်မှုတွေပါအဲ့တော့ဖဲချိုးနေလှုပ်ရှားမှုမျိုးကိုကြည့်မယ်ဆိုရင်ဒါကအဆင့်တစ်ဆင့်အနေနဲ့တော့ကောင်းပါလေတိတိကျကျကြည့်ပါဘယ်လိုနေရာမျိုးမှာကောင်းလဲဆိုတော့နိုင်ငံရေးအရာအတိတရားရည်ချိန်မြင့်တဲ့ယဉ်ကျေးတဲ့လူအဖွဲ့အစည်းတွေမှာဆိုတော့ဒါအလုပ်ဖြစ်ပါတယ်သူတို့ကလုပ်ငန်းဝင်ကိုလည်းမပြတ်စေရဘူးစာနာကိုလည်းဖော်ထုတ်ပြသတယ်ပေါ့နော်ဒါပေမဲ့ဒီလိုနေရာမျိုးမှာဒီလိုစစ်အုပ်စုတွေရဲ့အောက်မှာတော့ဖဲကြိုးချီပြီးတော့အလုံးမပြတ်လုပ်ယုံနေတော့လိုရမရောက်ပါဘူးဘာဖြစ်လို့လဲဆိုတော့ယဉ်ကျေးတဲ့လူဖွဲ့စည်းရတော့ဗျာဒါသူကရေတွက်နေတာ
ဘလောက်အင်အားရှိလာပြီငါတို့ညှိနှိုင်းမှဖြစ်မယ်အပြေရှာမှဖြစ်မယ်ဆိုတာမျိုးသွားပါတယ်ဒီမှာကတော့အစိုးရရန်တရားမရမချင်းဘာမှစဉ်းစားမဲ့လူတွေမဟုတ်ပါဘူးလိလူရှုခံရမယ့်သဘောရှိပါတယ်အဲ့ဒါကြောင့်ဖဲတုံးဒီလှုပ်ရှားမှုအဆင့်နဲ့ရပ်နေလို့မရဘဲနဲ့အဆင့်တက်ရပါလိမ့်မယ်ခုနပြောတဲ့ CDM ခေါ်တဲ့အာခံပြီးတော့တုံ့ပြန်တဲ့အလုံးမသွားတော့ဘူးကွာဆိုတော့အဆင့်အထိပေါ့လေရောက်အောင်သွားပါမယ်အဲဒီမှာလည်းတချို့ကမေးကြပါလေဘယ်လိုလုပ်ကြမှာလဲဘယ်လိုအကြောင်းပြမှာလဲရတယ်ကြိုက်တဲ့အကြောင်းပြချက်သာပြပြောင်ပြောင်တင်းနေမယ်မင်းတို့အစိုးရအဖြစ်အတိမမပြုတ်ဘူးကွာမင်းတို့ပြုတ်ကြအောင်လို့အလုံးမစင်းဘူးလို့ပြောရတယ်ဒီလိုမှမဟုတ်တခြားအကြောင်းပြချက်တွေလည်းရတယ်အရေးကြီးတာကအလုံးမစင်းတော့ဘူးရန်တရားကြီးရပ်သွားပြီဆိုတဲ့အထိကိုသွားမှာမလို့ပါအဲ့တော့အနံ့ပြောက်တယ်လို့ပဲပြောကြိုက်တာပြောပါကြားမှာရေးပဲအကြောင်းပြကြိုက်တဲ့အကြောင်းပြချက်နဲ့နောက်ဆုံးကတော့လူရင်းကတော့အလုံးမစင်းတော့ဘူးဆိုတဲ့အင်အားအထိရအောင်ပေါ့အဲ့ဒီအချိန်တွေကိုသွားကြရမှာပါအဲ့တော့တစ်ဖက်ကပြောစရာရှိတယ်ဒီလူတွေရဲ့ဖြစ်ပေါ်လာမဲ့အကျိုးဆက်တွေကိုဘယ်သူတွေကတာဝန်ယူကြမှာလဲဟုတ်ပါတယ်ဒါကတော့သမိုင်းမှာတော့ကိုယ်ဆုံးဖြတ်ချက်ကိုနံပါတ်1ကာယကံရှင်တွေကရင်ဆိုင်ရတယ်မြဲပါဒါပေမဲ့ပြည်သူပြည်သားများအချင်းချင်းနဲ့ဒီလွတ်လပ်မှုကိုတန်ဖိုးထားတဲ့အင်အားစုတွေကတော့ပြစ်ထားမှာမဟုတ်ပါဘူးထိရောက်တဲ့အကူအညီတွေပေးဖို့အဖွဲ့တွေဖွဲ့စည်းနေပါပြီရန်ပုံငွေတွေကောက်ခံပြီးတော့သူတို့ရဲ့နေရေးစားရေးအစပေါ်တယ်ဝိုင်းပြီးတော့ထောက်ပံ့ကြဖို့ပြင်ဆင်နေပါပြီဒါကဘလောက်တောင့်ခံကြမလဲပေါ့ဒါလိုပါလေအများကြီးညိုလေးစားယုံကြည်တဲ့ရဟန်းပုဂ္ဂိုလ်လူပုဂ္ဂိုလ်တွေကအဖွဲ့အစည်းတွေဖွဲ့ပြီးတော့ဒါကိုစလုပ်နေပါပြီနိုင်ငံတကာကရောက်နေတဲ့ကျွန်တော်တို့နိုင်ငံသားတွေကျွန်တော်တို့ရဲ့မိသားစုဆွေမျိုးများနောက်ပြီးတော့အင်အားစုအသီးသီးကနေပြီးတော့ပံ့ပိုးကြပါလိမ့်မယ်ကောင်းပြီဝန်ထမ်းအပိုင်းပြီးတော့ဗာကြံလို့ပြည်သူတွေရဲ့အပိုင်းပေါ့ပြည်သူတွေအဓိကအချက်ကတော့ဒီ CDM လှုပ်ရှားမှုကိုပေါ့ဒါကိုဝိုင်းပြီးတော့ထောက်ခံကူဖို့ကအဓိကကြပါတယ်အဲ့တော့တပိတ်မှောက်တယ်ဆိုတဲ့စကားလုံးကရုပ်တရက်ကြည့်ရင်ပျော့ပြောင်းတယ်လို့ယူဆရရှိတယ်ဒါပေမဲ့ထိရောက်ပါတယ်သဘောကတော့ဗျာတပိတ်မှောက်တယ်ဆိုတဲ့နေရာမှာအလုံးမစင်းတော့ဘဲနဲ့တပိတ်မှောက်တဲ့နီးရောအဲ့ဒီစစ်အုပ်စုခေါင်းဆောင်တွေကိုတက်စိုးမရှိအောင်သူတို့ရဲ့ငွေကြေးစီးဆင်းမှုတွေစီးပွားရေးလုပ်ငန်းတွေကိုတပိတ်မှောက်တာရောအားလုံးပါတာပါအားလုံးသိကြတဲ့အတိုင်းပေါ့ဗျာသူတို့ပတ်စံရှာနေတဲ့သူတို့ကိုပတ်ဖို့ပေးနေတဲ့အဲ့ဒီအရက်ဘီယာတွေ secret တွေနောက်စင်ကတ်တွေသူတို့ရဲ့လုပ်ငန်းပေါင်းစုံကိုလည်းတပိတ်မှောက်တာတွေအားလုံးပါပါတယ်ပြက်သားသားကိုလုပ်ရမှာဒါပြီးတော့နိုင်ငံတကာကလည်းအားလုံးကိုစည်ရင်းကောက်ပြီးတော့မှတ်သားနေပြီဘာလဲဆိုတော့သူတို့နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုအားလုံးကိုစည်ရင်းယူပြီးတော့ဒါပိတ်ဆို့မှုအရေးယူမှုတွေလုပ်ကြမှာပါအဲ့ပြည်သူတွေထဲမှာလှုပ်ရှားမှုကတော့မျိုးစုံရှိမယ်နော်ကျွန်တော်တို့ဥပမာဆိုပါတော့ဗျာဒီတန်ဖုံးတီးတဲ့ကိစ္စကိုပဲကြည့်ည7 နာရီထိုးလိုက်ရင်တချင်းတွေဖွင့်မယ်တန်ဖုံးတွေတင်မယ်ဆိုတာဒါအားပြိုင်မှုတစ်ခုနော်ဒါစိတ်ဓာတ်အင်အားချင်းပြိုင်ကြရတာနော်ကဘာကတော့မှဒါကိုအထူးအဆန်းနဲ့လေ့လာပြီးတော့ဖြန့်ဝေနေကြတယ်တအံ့တော်ဖြစ်နေကြတယ်ဒါနီလာအစ်စ်ကိုဗျာဆိုတော့ပြည်သူတွေဆိုတဲ့နေရာမှာနော်ကျွန်တော်ပြောတာအင်ဂျင်နီယာတွေဆရာဝန်တွေလို့ပုံကိုယ်တွေကအစပေါ့နော်နောက်ဆုံးတက္ကစီဆရာစိုက်ကားဆရာတွေကအစပေါ့ဗျာကျောင်းသားတွေပါဝင်ပေါ့အားလုံးကတန်ဖိုးကိုစီရှိပါတယ်အဲ့လိုပဲလှုပ်ရှားမှုတွေမှာလည်းသပိတ်မှောက်တာကိုဆန္ဒပြတာတွေအားလုံးကတန်ဖိုးကိုစီရှိကြပါတယ်အဲ့တော့အဓိကကတော့ဒီပြည်သူတွေဥမာကြည့်လိုက်ကျွန်တော်ပြောတာတန်ဖိုးတီးတဲ့လှုပ်ရှားမှုတွေမှာကြီးဒါဟာကရောကမဲမဟုတ်ဘူးဗျပေါ့သေးသေးမဟုတ်ဘူးမင်းညရဆိုရင်ကြည့်ဗျာဒီတန်ဖိုးတီးတဲ့ကလေးဗျာတိကျပြောရင်နိုးစီခွက်လေးကိုတီးတဲ့ကလေးကိုပြန်ပြီးတော့လူကြတဲ့ကိစ္စမျိုးပေါ့နော်ဒီကနေတွေမှာလည်းသွန်းတီးတဲ့စိုက်ကယ်တွေကိုဖမ်းတာကိုပြန်ပြီးတော့လူကြတာပေါ့ပြည်သူလူတွေဒါအားပြိုင်မှုတွေပဲဗျကိုဒီဘက်ကရှော့လိုက်လို့ရှိရင်တော့ရှုံးသွားမှာပဲအဲ့တော့ဘယ်လှုပ်ရှားမှုပဲဖြစ်ဖြစ်အချိန်တစ်ခုကိုသတ်မှတ်ပြီးတော့တန်ဖိုးတီးမှမဟုတ်ဘူးကြီးစီပဲထူးထူးဖျောင်းနိုင်မယ်ထုံထုံလှုပ်ရှားမှုတွေကရှိနေရမယ်ဘာဖြစ်လို့ငါတို့မသိသွားဘူးငါတို့အလျှော့မပေးဘူးဆိုတော့ငါတို့ညံ့မခံဘူးဆိုတဲ့လှုပ်ရှားမှုတွေရှိနေရမယ်ကိုလူကိုပြန်လူရမှာဝိုင်းထားအဲ့ဒီမှာကျွန်တော်ကြည့်လိုက်တယ်ဗျဒီအဖမ်းခံသွားတဲ့ကလေးကိုလိုက်ပြီးတော့ရက်ွက်လူထုတွေပြည်သူလူထုတွေကလိုက်ပြီးတော့လူကြတာဗျတကယ်ဟုတ်ဗျကိုသွေးသားရင်ကိုပြန်လူသလိုမတရားမှုလက်ထက်ကပြန်လူသလိုလူကြတာဒီမှာဘာသွားတွေ့ရလဲဆိုတော့ကျွန်တော်တို့ကိုတောက်လျှောက်သွေးခွဲခံခဲ့ရတဲ့လူမျိုးဘာသာဆိုတဲ့ကိစ္စဒီမှာမရှိဘူးနိုင်ငံသားငါတို့ရက်သူရက်သားငါတို့သားသမီးငါတို့အားလုံးရဲ့ရင်သွေးအကုန်ပါလာတာနော်ဗမာလည်းအချိန်ကသွေးခွဲခံသွေးခဲ့တဲ့လူတွေဗာတတ်နိုင်တယ်ကျွန်တော်ပြောတာအဲ့လိုသွေးစီးနေရမှာကိုယ်တနိုင်ငံနဲ့သားတတ်နိုင်ရင်လေကျွန်တော်လေအဲ့ဒီ
ဒီလိုညမျိုးတွေကိုည7 နာရီထိုးမှလေတစ်ဖက်ကမယုံကြည်တဲ့စစ်ကောင်းဆောင်တွေအဲ့ဒီမှာမှန်အနက်နဲ့လှည့်ပြီးတော့တစ်ခေါက်လုံးကြည့်လိုက်စမ်းပါတို့တိတ်တွေပဲပြီးတော့ပြည်သူတွေဘာကိုချစ်ကြလဲဘာကိုမုန်းကြလဲဘယ်သူကိုယုံကြည်အားကိုးလဲဘယ်သူကိုလက်မခံချင်ဘူးလဲတိတိကျကျပေါ်ပါလိမ့်မယ်အဲ့တော့လက်ထိတ်တွေတနက်ပြောင်းဝတွေကဘယ်သူကိုလှည့်လာတယ်အဲ့ဒါတွေနဲ့ရေစရာနဲ့ပြည်သူတွေနိုင်ငံသားတွေဟာအချင်းချင်းစောင့်ရှောက်နေရပြီအချင်းချင်းကာကွယ်နေရပြီဘာကိုပြတယ်လူတက်လက်နက်တွေကင်ပြီးတော့အနိုင်ကျင့်တာထက်မြတ်သောအရာပါလေပြည်သူလူထုရဲ့အပြန်အလှန်စောင့်ရှောက်မှုခုနကဒီဗအံဆရာမကြီးကိုကြည့်သူကယာဒူးကြီးထက်မြင့်မြတ်တဲ့တရားကိုရွေးချယ်လိုက်တယ်ဝိုင်းဝန်းရကြမှာအားလုံးကိုချုပ်လိုက်ရင်ဒီနိုင်ငံမှာလူတက်လက်နက်ကိုအန်တုခဲ့တယ်ဘယ်သူရလဲလက်နက်မဲ့တွေကနေအန်တုခဲ့တယ်ဆိုတာဒါဗျူဟာတစ်ခုပဲကဘာကြီးရဲ့တင်ရိုးအစ်စ်တစ်ခုဖြစ်လာလိမ့်မယ်အဲ့တော့ဒါအောင်မလားမအောင်လားမေးစရာရှိပါတယ်အဲ့တော့အဖြေပဲရှိပါတယ်အဓိကက CDM ခေါ်တဲ့နိုင်ငံသားတွေရဲ့အခါမှုဝန်ထမ်းတွေအလုပ်မစင်းဘူးဆိုတဲ့အချက်အဲ့ဒါအပြည့်အဝရရင်အောင်မယ်ဒါပဲအဲ့ဒါအပြည့်အဝရတဲ့နေ့အောင်မယ်ပဲနော်အဲ့တော့တခြားအချက်လက်တွေလည်းပါမယ်ပေါ့လေအခြားအချက်လက်တွေကခုနကစန္ဒပြတာတွေသပိတ်မှောက်တာတွေအားလုံးပေါင်းစပ်ရမှာအဓိကကျွန်တော်တို့အားပေးပြီးတော့ယုံကြည်လုပ်ရမှာက CDM ခေါ်တဲ့အလုပ်မစင်းရေးလှုပ်ရှားမှုပဲအဲ့ဒါပါပဲအဲ့တော့ကျွန်တော်တို့အားလုံးစွမ်းရည်တတ်တွေအကုန်ပြကြရမှာပါခေါင်းဆောင်ကိုဖမ်းလိုက်ပေမဲ့အားမငယ်ဘူးအညံ့မခံဘူးတွဲအားလုံးမှာစက်ခေါင်းပါတယ်လိုရရောက်အောင်မောင်းနိုင်တယ်ဆိုတာကိုပြကြဖို့ပါပဲကျေးဇူးတင်ပါတယ်မနေ့ကကျွန်တော်ဗီဒီယိုကလစ်တစ်ခုကြည့်ရပါတယ်ဒါဖအံနိပညာကျောင်းကဆရာမကြီးကိုလာပြီးတော့ခေါ်ဆောင်တဲ့ဗီဒီယိုပါအဲ့မှာတကယ်တော့ကြည့်ရသူအပေါင်းပေါ့အားလုံးကဒါကိုအသက်မရှူနိုင်ပဲကြည့်ရတာပါဘာဖြစ်လို့လဲဆိုတော့ဆရာမကြီးဘယ်လိုတုံ့ပြန်မလဲကျွန်တော်တို့တွေ့ကြရပါတယ်ပြီးတော့မှတပြင်းနဲ့ချနိုင်တယ်ပေါ့လေဆရာမကြီးရဲ့ဒီဉာဏ်ပညာရဲ့တတ္တိဗျတ္တိရဲ့ခေါင်းဆောင်ပြီးသားမှုရဲ့ကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒီအတွက်လည်းအားလုံးကိုစားပေါ့အားလုံးကပြောခိုင်းပါတယ်ဆရာမကြီးနဲ့မိသားစုကိုလေးစားကိုယူတဲ့အကြောင်းလေးစားကိုယူနေမကပါဘူးဝန်းရံကြမယ်ဆိုတဲ့အကြောင်းအဲ့ဒီကနေစပြီးတော့ကျွန်တော်တို့ဒီနေ့ပြည်သူအများတိတိကျကျသိကျင်နေတဲ့ကိစ္စတွေကိုကျွန်တော်ဆွေးနွေးပါမယ်ကျွန်တော်တို့ဘာပဲလုပ်ချင်ညှိနှိုင်းကြရပါတယ်ဘယ်ပေါင်းစုံကလည်းစဉ်းစားရပါတယ်ဒေသပေါင်းစုံဖွဲ့စည်းပေါင်းစုံနဲ့ညှိရတာပေါ့နော်အဲ့ဒါပြီးတော့မှကျွန်တော်တို့ထုတ်ပြန်ပါမယ်တချို့ကလည်းအခြေအနေကိုစောင့်ကြည့်ပါအောင်လို့ပါတော့ပေါ့အဲ့လိုပြောတယ်ဒါမှမဖြစ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဘယ်သောအခါကမှဂတိလည်းမတည်ခဲ့ဘူးနောက်ပြီးတော့ဒါစောင့်ရမယ့်ကိစ္စလည်းမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ရွေးကောက်ပွဲရလဒ်ရှိပါတယ်ဒါပြီးဆုံးခဲ့ပြီးတကယ်ကိုရရှိခဲ့ပြီးသားပါဥပမာဆိုရင်ဂတိနဲ့ပတ်သက်ရင်1990ရွေးကောက်ပွဲပဲပြန်ကြည့်ပါပြီးတော့အမတ်တွေကိုအကုန်ဖမ်းပြီးတော့ထောင်ချတယ်ပါတီကိုလည်းနှိပ်ကွက်ခဲ့တာပါပဲဆိုတော့သူတို့လိုချင်တဲ့ပုံစံသွင်းပြီးတော့မှလိုချင်တာကိုရမယ်ဆိုတဲ့အခါကျမှစိတ်ကြိုက်ဖန်တီးယူမဲ့ဟာမျိုးတော့သဘောတူလို့မရပါဘူးလက်တလောဆိုရင်ဖန်ဆီးခံထားတဲ့ဒီနိုင်ငံရေးတွေကပုံကူများလှုပ်ရှားတက်ကြသူများရဲ့မိသားစုတွေရဲ့တောကောက်ပဲကိုရင်းစာကြည့်ပါအဆက်တယ်မရဘူးသေလားရှင်လားမသိဘူးမိသားစုနဲ့တော့အဆက်တယ်မရဘူးဆိုတဲ့အခြေအနေမျိုးမှာဘာတစ်ခုမှစောင့်ကြည့်စရာမလိုပါဘူးအဲ့တော့ကျွန်တော်တို့အခုဘာလုပ်ကြမှာလဲကျွန်တော်တို့လုပ်ရမှာကအပိုင်း၃ပိုင်းရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့လွတ်တော်ကိုယ်စားလှယ်တွေရဲ့အပိုင်းကတစ်ပိုင်းဝန်ထမ်းတွေကတစ်ပိုင်းပြည်သူတွေကတစ်ပိုင်းပါလွတ်တော်ကိုယ်စားလှယ်တွေပိုင်းကိုပြောပါမယ်သူတို့ကလူလူရဲ့ mandate ကိုရထားတာပါအခု CRPP လို့ခေါ်ရနိုင်တာပေါ့နော်လွတ်တော်ကိုစားပြုကော်မတီတွေသူတို့ဖွဲ့ထားပါပြီအဲ့တော့ကြည့်ပါလုံခြုံရေးကောင်စီမှာကုလသမဂ္ဂလုံခြုံရေးကောင်စီမှာအားလုံးသဘောတူတဲ့ပညာချက်ထုတ်ပြန်တာမျိုးကိုရတယ်ဆိုတာကျွန်တော်တို့တစ်သက်မှာတော့ဒီတစ်ခါပဲရှိပါသေးတယ်မြန်မာနိုင်ငံအရေးမှာဒါတော်တော်မကြုံစဘူးထူးခြားမှုပါအဲ့ဒီလိုဖြစ်အောင်လဲစူးစမ်းခဲ့ရတဲ့နိုင်ငံတကာရဲ့တန်တမန်အတိုင်းဝိုင်းပေါ့ဆိုတော့အတိုင်းဝိုင်းနေရဲ့ကြိုးပမ်းမှုကိုလည်းအတိမတ်ပြုရပါလိမ့်မယ်ထပ်ပြီးတော့တက်ကြရပါလိမ့်မယ်အဲ့တော့အဲ့ဒီမှာဒီလ
လွတ်တော်ကိုယ်စားလှယ်တွေရဲ့အပိုင်းကဘာအားသာချက်ရှိလဲဆိုတော့ legitimacy ခေါ်တဲ့တရားဝင်ဖြစ်မှုပေါ့အဲ့ဒါအားသာနေပါလေနောက်တစ်ပိုင်းဝန်ထမ်းတွေပါဝန်ထမ်းတွေအပိုင်းက2မျိုးရှိပါတယ်ဖဲချိုးနေလှုပ်ရှားမှုတွေနဲ့ CDM ခေါ်တဲ့နိုင်ငံရေးရနိုင်ငံသားတွေကနေပြီးတော့ဒီမတရားတစ်ဖြင့်အစိုးရအဖြစ်ကြီးညာထားသူတွေကိုအာခံပြီးတော့တုံ့ပြန်မှုတွေပါအဲ့တော့ဖဲချိုးနေလှုပ်ရှားမှုမျိုးကိုကြည့်မယ်ဆိုရင်ဒါကအဆင့်တစ်ဆင့်အနေနဲ့တော့ကောင်းပါတယ်တည်တည်ချာချာကြည့်ပါဘယ်လိုနေရာမျိုးမှာကောင်းလဲဆိုတော့နိုင်ငံရေးအရာအတိတရားရည်ချိန်မြင့်နဲ့ယဉ်ကျေးတဲ့လူအဖွဲ့အစည်းတွေမှာဆိုတော့ဒါအလုပ်ဖြစ်ပါတယ်သူတို့ကလုပ်ငန်းခွင်ကိုလည်းမပြတ်စေရဘူးစာနာကိုလည်းဖော်ထုတ်ပြသတယ်ပေါ့နော်ဒါပေမဲ့ဒီလိုနေရာမျိုးမှာဒီလိုစစ်အုပ်စုတွေရဲ့အောက်မှာတော့ဖဲချိုးချီပြီးတော့အလုံးမပြတ်လုပ်ယုံနေတော့လိုရမရောက်ပါဘူးဘာဖြစ်လို့လဲဆိုတော့ယဉ်ကျေးတဲ့လူဖွဲ့စည်းရတော့ဗျာဒါသူကရေတွက်နေတာဘလောက်အင်အားရှိလာပြီငါတို့ညှိနှိုင်းမှဖြစ်မယ်အပြေရှာမှဖြစ်မယ်ဆိုတာမျိုးသွားပါတယ်ဒီမှာကတော့အစိုးရရန်တရားမရမချင်းဘာမှစဉ်းစားမဲ့လူတွေမဟုတ်ပါဘူးလိလိရှုခံရမဲ့သဘောရှိပါတယ်အဲ့ဒါကြောင့်ဖဲချိုးနေလှုပ်ရှားမှုအဆင့်နဲ့ရပ်နေလို့မရဘဲနဲ့အဆင့်တက်ရပါလိမ့်မယ်ခုနပြောတဲ့ CDM ခေါ်တဲ့အာခံပြီးတော့တုံ့ပြန်တဲ့အလုံးမသွားတော့ဘူးကွာဆိုတော့အဆင့်အထိပေါ့လေရောက်အောင်သွားပါမယ်အဲဒီမှာလည်းတချို့ကမေးကြပါလေဘယ်လိုလုပ်ကြမှာလဲဘယ်လိုအကြောင်းပြမှာလဲရတယ်တိုက်တဲ့အကြောင်းပြချက်တာပြပြောင်ပြောင်တင်းတင်းပဲမင်းတို့အစိုးရဖြစ်အတိမမပြုတ်ဘူးကွာမင်းတို့ပြုတ်ကြအောင်လို့ဘယ်လိုမစင်းဘူးလို့ပြောရတယ်ဒီလိုမှမဟုတ်တခြားအကြောင်းပြချက်တွေလည်းရတယ်အရေးကြီးတာကအလုံးမစင်းတော့ဘူးရန်တရားကြီးရပ်သွားပြီဆိုတဲ့အထိကိုသွားမှာမဟုတ်လို့ပါအဲ့တော့အနံ့ပြောက်တယ်လို့ပဲပြောကြိုက်တာပြောပါကျမ်းမာရေးပဲအကြောင်းပြကြိုက်တဲ့အကြောင်းပြချက်နဲ့နောက်ဆုံးကတော့လူရင်းကတော့အလုံးမစင်းတော့ဘူးဆိုတဲ့အင်အားအထိရအောင်ပေါ့အဲ့ဒီအချိန်တွေကိုသွားကြမှာပါအဲ့တော့တစ်ဖက်ကပြောကြရရှိတယ်ဒီလူတွေရဲ့ဖြစ်ပေါ်လာမဲ့အကျိုးဆက်တွေကိုဘယ်သူတွေကတာဝန်ယူကြမှာလဲဟုတ်ပါတယ်ဒါကတော့သမိုင်းမှာတော့ကိုယ်ဆုံးဖြတ်ချက်ကိုနံပါတ်1ကာယကံရှင်တွေကရင်ဆိုင်ရတယ်မြဲပါဒါပေမဲ့ပြည်သူပြည်သားများအချင်းချင်းနဲ့ဒီလွတ်လပ်မှုကိုတန်ဖိုးထားတဲ့အင်အားစုတွေကတော့ပြစ်ထားမှာမဟုတ်ပါဘူးထိရောက်တဲ့အကူအညီတွေပေးဖို့အဖွဲ့တွေဖွဲ့စည်းနေပါပြီရန်ကုန်ငွေတွေကောက်ခံပြီးတော့သူတို့ရဲ့နေရေးစားရေးအစပေါ်တယ်ဝိုင်းပြီးတော့ထောက်ပံ့ကြဖို့ပြင်ဆင်နေပါပြီဒါကဘလောက်တောင့်ခံကြမလဲပေါ့ဒါတို့ပါတယ်အများကြီးညိုလေးစားယုံကြည်တဲ့ရဟန်းပုဂ္ဂိုလ်လူပုဂ္ဂိုလ်တွေကအဖွဲ့အစည်းတွေဖွဲ့ပြီးတော့ဒါကိုစလုပ်နေပါပြီနိုင်ငံတကာကရောက်နေတဲ့ကျွန်တော်တို့နိုင်ငံသားတွေကျွန်တော်တို့ရဲ့မိသားစုဆွေမျိုးများနောက်ပြီးတော့အင်အားစုအသီးသီးကနေပြီးတော့ပံ့ပိုးကြပါလိမ့်မယ်။ကောင်းပြီ။ဝန်ထမ်းအပိုင်းပြီးတော့ဗာကြံလို့ပြည်သူတွေရဲ့အပိုင်းပေါ့။ပြည်သူတွေအဓိကအချက်ကတော့ဒီ CDM လှုပ်ရှားမှုကိုပေါ့။ဒါကိုဝိုင်းပြီးတော့ထောက်ခံကူဖို့ကအဓိကကြပါတယ်။အဲ့တော့သပိတ်မှောက်တယ်ဆိုတဲ့စကားလုံးကရုပ်တရက်ကြည့်ရင်ပျော့ပြောင်းတယ်လို့ယူဆရရှိတယ်။ဒါပေမဲ့ထိရောက်ပါတယ်။သဘောကတော့ဗျာ။သပိတ်မှောက်တယ်ဆိုတဲ့နေရာမှာအလုံးမစင်းတော့ဘဲနဲ့သပိတ်မှောက်တဲ့နီးရောအဲ့ဒီစစ်အုပ်စုခေါင်းဆောင်တွေကိုတက်စိုးမရှိအောင်သူတို့ရဲ့ငွေကြေးစီးဆင်းမှုတွေစီးပွားရေးလုပ်ငန်းတွေကိုသပိတ်မှောက်တာရောအားလုံးပါတာပါအားလုံးသိကြတဲ့အတိုင်းပေါ့ဗျာသူတို့ပတ်စံရှာနေတဲ့သူတို့ကိုပတ်မိုးပေးနေတဲ့အဲ့ဒီအရက်ဘီယာတွေ secret တွေနောက်စင်ကတ်တွေသူတို့ရဲ့လုပ်ငန်းပေါင်းစုံကိုလည်းသပိတ်မှောက်တာတွေအားလုံးပါပါတယ်ပြက်ပြက်သားသားကိုလုပ်ရမှာဒါပြီးတော့နိုင်ငံတကာကလည်းအားလုံးကိုစည်ရင်းကောက်ပြီးတော့မှတ်သားနေပြီဘာလဲဆိုတော့သူတို့နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုအားလုံးကိုစည်ရင်းယူပြီးတော့ဒါပိတ်ဆို့မှုအရေးယူမှုတွေလုပ်ကြမှာပါပြည်သူတွေထဲမှာလှုပ်ရှားမှုကတော့မျိုးစုံရှိမယ်နော်ကျွန်တော်တို့ဥပမာဆိုပါတော့ဗျာဒီတန်ဖုံးတီးတဲ့ကိစ္စကိုပဲကြည့်ည7 နာရီထိုးလိုက်ရင်တချင်းတွေဖွင့်မယ်တန်ဖုံးတွေတင်မယ်ဆိုတာဒါအားပြိုင်မှုတစ်ခုနော်ဒါစိတ်ဓာတ်အင်အားချင်းပြိုင်ကြရတာနော်ကဘာကတော့မှဒါကိုအထူးဆန်းနဲ့လေ့လာပြီးတော့ဖြန့်ဝေနေကြတယ်တအံ့တော်ဖြစ်နေကြတယ်ဒါနီလန်းအစ်စ်ကိုဗျာဆိုတော့ပြည်သူတွေဆိုတဲ့နေရာမှာနော်ကျွန်တော်ပြောတာအင်ဂျင်နီယာတွေဆရာဝန်တွေလို့ပုံကိုယ်တွေကအစပေါ့နော်နောက်ဆုံးတက်ဆီဆရာစိုက်ကားဆရာတွေကအစပေါ့ဗျာကျောင်းသားတွေပါဝင်ပေါ့အားလုံးကတန်ဖိုးကိုစီရှိပါတယ်အဲ့လိုပဲလှုပ်ရှားမှုတွေမှာလည်းသပိတ်မှောက်တာကိုဆန္ဒပြတာတွေအားလုံးကတန်ဖိုးကိုစီရှိကြပါတယ်အဲ့တော့အဓိကကတော့ဒီပြည်သူတွေဥမာကြည့်လိုက်ကျွန်တော်ပြောတာတန်ဖိုးတီးတဲ့လှုပ်ရှားမှုတွေမှာကြီးဒါဟာကရောကမဲမဟုတ်ဘူးဗျပေါ့သေးသေးမဟုတ်ဘူး
မင်းညရဆိုကြည့်ဗျာဒီတန်ပုံးတီးတဲ့ကလေးဗျာတိကျပြောရင်နိုးစီခွက်လေးကိုတီးတဲ့ကလေးကိုပြန်ပြီးတော့လူကြတဲ့ကိစ္စမျိုးပေါ့နော်ဒီကနေတွေမှာလည်းသွန်းတီးတဲ့စိုက်ကယ်တွေကိုဖမ်းတာကိုပြန်ပြီးတော့လူကြတာပေါ့ပြည်သူလူထုတွေကဒါအားပြိုင်မှုတွေပဲဗျကိုဒီဘက်ကရှော့လိုက်လို့ရှိရင်တော့ရှုံးသွားမှာပဲအဲ့တော့ဘယ်လှုပ်ရှားမှုပဲဖြစ်ဖြစ်အချိန်တစ်ခုကိုသတ်မှတ်ပြီးတော့တန်ပုံးတီးမှမဟုတ်ဘူးကြီးစီပဲထူးဖျောင်းနိုင်မယ်ထုံလှုပ်ရှားမှုတွေကရှိနေရမယ်ဘာဖြစ်လို့ငါတို့မသိသွားဘူးငါတို့အလျှော့မပေးဘူးဆိုတော့ငါတို့ညံ့မခံဘူးဆိုတဲ့လှုပ်ရှားမှုတွေရှိနေရမယ်ကိုလူကိုပြန်လူရမှာဝိုင်းထားအဲ့ဒီမှာကျွန်တော်ကြည့်လိုက်တယ်ဗျဒီအဖမ်းခံသွားတဲ့ကလေးကိုလိုက်ပြီးတော့ရက်ွက်လူထုတွေပြည်သူလူထုတွေကလိုက်ပြီးတော့လူကြတာဗျတကယ်ဟုတ်ဗျကိုသွေးသားရင်ကိုပြန်လူသလိုမတရားမှုလက်ထက်ကပြန်လူသလိုလူကြတာဒီမှာဘာသွားတွေ့ရလဲဆိုတော့ကျွန်တော်တို့ကိုတောက်လျှောက်သွေးခွဲခံခဲ့ရတဲ့လူမျိုးဘာသာဆိုတဲ့ကိစ္စဒီမှာမရှိဘူးနိုင်ငံသားငါတို့ရသူရသားငါတို့သားသမီးငါတို့အားလုံးရဲ့ရင်သွေးအကုန်ပါလာတာနော်ဗမာလည်းတစ်ချိန်ကသွေးခွဲခံသွေးစေခဲ့တဲ့လူတွေပါတတ်နိုင်တယ်ကျွန်တော်ပြောတာအဲ့လိုသွေးစီးနေရမှာကိုယ်တနိုင်ငံနဲ့သားတတ်နိုင်ရင်လေကျွန်တော်လေအဲ့ဒီလိုညမျိုးတွေကိုည7 နာရီထိုးမှလေတစ်ဖက်ကမယုံကြည်တဲ့စစ်ကောင်းဆောင်တွေအဲ့ဒီမှာမှန်အနက်နဲ့လှည့်ပြီးတော့တစ်ခေါက်လောက်ကြည့်လိုက်စမ်းပါတို့တိတ်တွေပဲပြီးတော့ပြည်သူတွေဘာကိုချစ်တာလဲဘာကိုမုန်းကြလဲဘယ်သူ့ကိုယုံကြည်အားကိုးလဲဘယ်သူ့ကိုလက်မခံချင်ဘူးလဲတတိတိကျကျပေါ်ပါလိမ့်မယ်အဲ့တော့လက်ထိတ်တွေတနက်ပြောင်းဝတွေကဘယ်သူ့ကိုလှည့်လာတယ်အဲ့ဒါတွေနဲ့ရင်ဆိုင်ရတဲ့ပြည်သူတွေနိုင်ငံသားတွေဟာအချင်းချင်းစောင့်ရှောက်နေရပြီအချင်းချင်းကာကွယ်နေရပြီဘာကိုပြတယ်လူတက်လက်နက်တွေကင်ပြီးတော့အနိုင်ကျင့်တာထက်မြတ်သောအရာပါတယ်ပြည်သူလူထုရဲ့အပြန်အလှန်စောင့်ရှောက်မှုခုနကဒီဗအံဆရာမကြီးကိုကြည့်သူကယာဒူးကြီးထက်မြင့်မြတ်တဲ့တရားကိုရွေးချယ်လိုက်တယ်ဝိုင်းဝန်းရကြမှာအားလုံးကိုချုပ်လိုက်ရင်ဒီနိုင်ငံမှာလူသက်လက်နက်ကိုအန်တုခဲ့တယ်ဘယ်သူတွေရလဲလက်နက်မဲ့တွေကနေအန်တုခဲ့တယ်ဆိုတာဒါဗျူဟာတစ်ခုပဲကဘာကြီးရဲ့တင်ရိုးအစ်စ်တစ်ခုဖြစ်လာလိမ့်မယ်အဲ့တော့ဒါအောင်မလားမအောင်လားမေးစရာရှိပါတယ်အဲ့တော့အဖြေလည်းရှိပါတယ်အဓိကက CDM ခေါ်တဲ့နိုင်ငံသားတွေရဲ့အခါမှုဝန်ထမ်းတွေအလုံးမစင်းဘူးဆိုတဲ့အချက်အဲ့ဒါအပြည့်အဝရရင်အောင်မယ်ဒါပဲအဲ့ဒါအပြည့်အဝရတဲ့နေ့အောင်မယ်ပဲနော်အဲ့တော့တခြားအချက်လက်တွေလည်းပါမယ်ပေါ့လေအခြားအချက်လက်တွေကခုနကဆန္ဒပြတာတွေသပိတ်မှောက်တာတွေအားလုံးပေါင်းစပ်ရမှာဟိုအဓိကကျွန်တော်တို့အားပေးပြီးတော့ယုံကြည်လုပ်ရမှာက CDM ခေါ်တဲ့အလုံးမစင်းရေးလှုပ်ရှားမှုပဲအဲ့ဒါပါပဲအဲ့တော့ကျွန်တော်တို့အားလုံးစွမ်းရည်တတိတွေအကုန်ပြကြရမှာပါခေါင်းဆောင်ကိုဖမ်းလိုက်ပေမဲ့အားမငယ်ဘူးအညံ့မခံဘူးတွဲအားလုံးမှာစက်ခေါင်းပါတယ်လိုရရအောင်မောင်းနိုင်တယ်ဆိုတာကိုပြကြဖို့ပါပဲကျေးဇူးတင်ပါတယ်မနေ့ကကျွန်တော်ဗီဒီယိုကလစ်တစ်ခုကြည့်ရပါတယ်ဒါဖတ်အန်နိပညာကျောင်းကဆရာမကြီးကိုလာပြီးတော့ခေါ်ဆောင်တဲ့ဗီဒီယိုပါအဲ့မှာတကယ်တော့ဟိုကြည့်ရသူအပေါင်းပေါ့အားလုံးကဒါကိုအသက်မရှူနိုင်ပဲကြည့်ရတာပါဘာဖြစ်လို့လဲဆိုတော့ဆရာမကြီးဘယ်လိုတုံ့ပြန်မလဲကျွန်တော်တို့တွေ့ကြရပါတယ်ပြီးတော့မှတပြင်းနဲ့ချနိုင်တယ်ပေါ့လေဆရာမကြီးရဲ့ဒီဉာဏ်ပညာရဲ့တတ္တိဓာတ်တိရဲ့ခေါင်းဆောင်ကောင်းပြီးသားမှုရဲ့ကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒီအတွက်လည်းအားလုံးကိုစားပေါ့အားလုံးကပြောခိုင်းပါတယ်ဆရာမကြီးနဲ့မိသားစုကိုလေးစားကိုယူတဲ့အကြောင်းလေးစားကိုယူနေမကပါဘူးဝန်းရံကြမယ်ဆိုတဲ့အကြောင်းပါအဲ့ဒီကနေစပြီးတော့ကျွန်တော်တို့ဒီနေ့ပြည်သူအများတိတိကျကျသိကျင်နေတဲ့ကိစ္စတွေကိုကျွန်တော်ဆွေးနွေးပါမယ်ကျွန်တော်တို့ဘာပဲလုပ်ချင်ညှိနှိုင်းကြရပါတယ်ဘယ်ပေါင်းစုံကလည်းစဉ်းစားရပါတယ်ဒေသပေါင်းစုံဖွဲ့စည်းပေါင်းစုံနဲ့ညှိရတာပေါ့နော်အဲ့ဒါပြီးတော့မှကျွန်တော်တို့ထုတ်ပြန်ပါမယ်တချို့ကလည်းဟိုအခြေအနေကိုစောင့်ကြည့်ပါအောင်လို့ပါတော့ပေါ့အဲ့လိုပြောတယ်ဒါမှမဖြစ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဘယ်သောအခါကမှဂတိလည်းမတည်ခဲ့ဘူးနောက်ပြီးတော့ဒါစောင့်ရမယ့်ကိစ္စလည်းမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ရွေးကောက်ပွဲရလဒ်ရှိပါတယ်ဒါပြီးဆုံးခဲ့ပြီးတကယ်ကိုရရှိခဲ့ပြီးသားပါဥပမာဆိုရင်ဂတိနဲ့ပတ်သက်ရင်1990ရွေးကောက်ပွဲပဲပြန်ကြည့်ပါပြီးတော့အမတ်တွေကိုအကုန်ဖမ်းပြီးတော့ဟိုထောင်ချတယ်ပါတီကိုလည်းနှိပ်ကွက်ခဲ့တာပါပဲဆိုတော့သူတို့လိုချင်တဲ့ပုံစံသွင်းပြီးတော့မှလိုချင်တာကိုရမယ်ဆိုတဲ့အခါကျမှစိတ်ကြိုက်ဖန်တီးယူမဲ့ဟာမျိုးတော့သဘောတူလို့မရပါဘူး
လက်တော်ဆိုရင်ဖန်စီခံထားတဲ့ဒီနိုင်ငံရေးတွေကပုံကူများလှုပ်ရှားတက်ကြသူများရဲ့မိသားစုတွေရဲ့တောကောက်ပဲကိုချင်းစာကြည့်ပါအဆက်အသွယ်မရဘူးသေလားရှင်လားမသိဘူးမိသားစုနဲ့တော့အဆက်အသွယ်မရဘူးဆိုတဲ့အခြေအနေမျိုးမှာဘာတစ်ခုမှစောင့်ကြည့်ကြမလို့ပါဘူးအဲ့တော့ကျွန်တော်တို့အခုဘာလုပ်ကြမှာလဲကျွန်တော်တို့လုပ်ရမှာကအပိုင်း၃ပိုင်းရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့လွတ်တော်ကိုယ်စားလှယ်တွေရဲ့အပိုင်းကတစ်ပိုင်းဝန်ထမ်းတွေကတစ်ပိုင်းပြည်သူတွေကတစ်ပိုင်းပါလွတ်တော်ကိုယ်စားလှယ်တွေပိုင်းကိုပြောပါမယ်သူတို့ကလူလူရဲ့ mandate ကိုရထားတာပါအခု CRPP လို့ခေါ်ရနိုင်တာပေါ့နော်လွတ်တော်ကိုစားပြုကော်မတီတွေသူတို့ဖွဲ့ထားပါပြီအဲ့တော့ကြည့်ပါလုံခြုံရေးကောင်စီမှာကုလသမဂ္ဂလုံခြုံရေးကောင်စီမှာအားလုံးသဘောတူတဲ့ပညာချက်ထုတ်ပြန်တာမျိုးကိုရတယ်ဆိုတာကျွန်တော်တို့တစ်သက်မှာတော့ဒီတစ်ခါပဲရှိပါသေးတယ်မြန်မာနိုင်ငံအရေးမှာဒါတော်တော်မကြုံဘူးထူးခြားမှုပါအဲ့ဒီလိုဖြစ်အောင်လဲစူးစမ်းခဲ့ရတဲ့နိုင်ငံတကာရဲ့တန်တမာအတိုင်းဝိုင်းပေါ့ဆိုတော့အတိုင်းဝိုင်းနေရဲ့ကြိုးပမ်းမှုကိုလည်းအတိမတ်ပြုရပါလိမ့်မယ်ထပ်ပြီးတော့တက်ကြရပါလိမ့်မယ်အဲ့တော့အဲ့ဒီမှာဒီလွတ်တော်ကိုယ်စားလှယ်တွေရဲ့အပိုင်းကဘာအားသာချက်ရှိလဲဆိုတော့ legitimacy ခေါ်တဲ့တရားဝင်ဖြစ်မှုပေါ့အဲ့ဒါအားသာနေပါတယ်နောက်တစ်ပိုင်းဝန်ထမ်းတွေပါဝန်ထမ်းတွေအပိုင်းက2မျိုးရှိပါတယ်ဖဲချိုးနေလှုပ်ရှားမှုတွေနဲ့ CDM ခေါ်တဲ့နိုင်ငံရေးရနိုင်ငံသားတွေကနေပြီးတော့ဒီမတရားတစ်ဖြင့်အစိုးရအဖြစ်ကြီးညာထားသူတွေကိုအာခံပြီးတော့တုံ့ပြန်မှုတွေပါအဲ့တော့ဖဲချိုးနေလှုပ်ရှားမှုမျိုးကိုကြည့်မယ်ဆိုရင်ဒါကအဆင့်တစ်ဆင့်အနေနဲ့တော့ကောင်းပါတယ်တိတိကျကျကြည့်ပါဘယ်လိုနေရာမျိုးမှာကောင်းလဲဆိုတော့နိုင်ငံရေးအရာအတိတရားရည်ချိန်မြင့်တဲ့ယဉ်ကျေးတဲ့လူအဖွဲ့အစည်းတွေမှာဆိုတော့ဒါအလုပ်ဖြစ်ပါတယ်သူတို့ကလုပ်ငန်းခွင်ကိုလည်းမပြတ်စေရဘူးစာနာကိုလည်းဖော်ထုတ်ပြသတယ်ပေါ့နော်ဒါပေမဲ့ဒီလိုနေရာမျိုးမှာဒီလိုစစ်အုပ်စုတွေရဲ့အောက်မှာတော့ဖဲကြိုးချီပြီးတော့အလုံးမပြတ်လုံယုံနေတော့လိုရမရောက်ပါဘူးဘာဖြစ်လို့လဲဆိုတော့ယဉ်ကျေးတဲ့လူဖွဲ့စည်းရတော့ဗျာဒါသူကရေတွက်နေတာဘလောက်အင်အားရှိလာပြီငါတို့ညှိနှိုင်းမှဖြစ်မယ်အပြေရှာမှဖြစ်မယ်ဆိုတာမျိုးသွားပါတယ်ဒီမှာကတော့အစိုးရရန်တရားမရမချင်းဘာမှစဉ်းစားမဲ့လူတွေမဟုတ်ပါဘူးလိလူရှုခံရမဲ့သဘောရှိပါတယ်အဲ့ဒါကြောင့်ဖဲကြိုးနေလှုပ်ရှားမှုအဆင့်နဲ့ရပ်နေလို့မရဘဲနဲ့အဆင့်တက်ရပါလိမ့်မယ်ခုနပြောတဲ့ CDM ခေါ်တဲ့အာခံပြီးတော့တုံ့ပြန်တဲ့အလုံးမသွားတော့ဘူးကွာဆိုတော့အဆင့်အထိပေါ့လေရောက်သွားပါမယ်အဲဒီမှာလည်းတချို့ကမေးကြပါလေဘယ်လိုလုပ်ကြမှာလဲဘယ်လိုအကြောင်းပြမှာလဲရတယ်တိုက်တဲ့အကြောင်းပြချက်တာပြပြောင်တင်းနေမယ်မင်းတို့အစိုးရအဖြစ်အတိမမပြုတ်ဘူးကွာမင်းတို့ပြုတ်ကြအောင်လို့အလုံးမစင်းဘူးလို့ပြောရတယ်ဒီလိုမှမဟုတ်တခြားအကြောင်းပြချက်တွေလည်းရတယ်အရေးကြီးတာကအလုံးမစင်းတော့ဘူးရန်တရားကြီးရပ်သွားပြီဆိုတဲ့အထိကိုသွားမှာမလို့ပါအဲ့တော့အနံ့ပြောက်တယ်လို့ပဲပြောကြိုက်တာပြောပါကျမ်းမာရေးပဲအကြောင်းပြကြိုက်တဲ့အကြောင်းပြချက်နဲ့နောက်ဆုံးကတော့လူရင်းကတော့အလုံးမစင်းတော့ဘူးဆိုတဲ့အင်အားအထိရအောင်ပေါ့အဲ့ဒီအခြေအနေကိုသွားကြရမှာပါအဲ့တော့တစ်ဖက်ကပြောကြရရှိတယ်ဒီလူတွေရဲ့ဖြစ်ပေါ်လာမဲ့အကျိုးဆက်တွေကိုဘယ်သူတွေကတာဝန်ယူကြမှာလဲဟုတ်ပါတယ်ဒါကတော့သမိုင်းမှာတော့ကိုယ်ဆုံးဖြတ်ချက်ကိုနံပါတ်1ကာယကံရှင်တွေကရင်ဆိုင်ရတယ်မြဲပါဒါပေမဲ့ပြည်သူပြည်သားများအချင်းချင်းနဲ့ဒီလွတ်လပ်မှုကိုတန်ဖိုးထားတဲ့အင်အားစုတွေကတော့ပြစ်ထားမှာမဟုတ်ပါဘူးထိရောက်တဲ့အကူအညီတွေပေးဖို့အဖွဲ့တွေဖွဲ့စည်းနေပါပြီရန်ပုံငွေတွေကောက်ခံပြီးတော့သူတို့ရဲ့နေရေးစားရေးအစပေါ့လေဝိုင်းပြီးတော့ထောက်ပံ့ကြဖို့ပြင်ဆင်နေပါပြီဒါကဘယ်လောက်တောင့်ခံကြမလဲပေါ့ဒါလိုပါတယ်အများကြီးညိုလေးစားယုံကြည်တဲ့ရဟန်းပုဂ္ဂိုလ်လူပုဂ္ဂိုလ်တွေကအဖွဲ့အစည်းတွေဖွဲ့ပြီးတော့ဒါကိုစလုပ်နေပါပြီနိုင်ငံတကာကရောက်နေတဲ့ကျွန်တော်တို့နိုင်ငံသားတွေကျွန်တော်တို့ရဲ့မိသားစုဆွေမျိုးများနောက်ပြီးတော့အင်အားစုအသီးသီးကနေပြီးတော့ပံ့ပိုးကြပါလိမ့်မယ်။ကောင်းပြီ။ဝန်ထမ်းအပိုင်းပြီးတော့ဗာကြံလို့ပြည်သူတွေရဲ့အပိုင်းပေါ့။ပြည်သူတွေအဓိကအချက်ကတော့ဒီ CDM လှုပ်ရှားမှုကိုပေါ့။ဒါကိုဝိုင်းပြီးတော့ထောက်ခံကူဖို့ကအဓိကကြပါတယ်။အဲ့တော့သပိတ်မှောက်တယ်ဆိုတဲ့စကားလုံးကရုပ်တရက်ကြည့်ရင်ပျော့ပြောင်းတယ်လို့ယူဆရရှိတယ်။ဒါပေမဲ့ထိရောက်ပါတယ်။သဘောကတော့ဗျာသပိတ်မှောက်တယ်ဆိုတဲ့နေရာမှာအလုံးမစင်းတော့ဘဲနဲ့သပိတ်မှောက်တဲ့နီးရောအဲ့ဒီစစ်အုပ်စုခေါင်းဆောင်တွေကိုတက်စိုးမရှိအောင်သူတို့ရဲ့ငွေကြေးစီးဆင်းမှုတွေစီးပွားရေးလုပ်ငန်းတွေကိုသပိတ်မှောက်တာရောအားလုံးပါတာပါအားလုံးသိကြတဲ့အတိုင်းပေါ့ဗျာသူတို့ပတ်စံရှာနေတဲ့သူတို့ကိုပတ်မိုးပေးနေတဲ့အဲ့ဒီအရက်ဘီယာတွေ secret တွေနောက်စင်ကတ်တွေသူတို့ရဲ့လုပ်ငန်းပေါင်းစုံကိုလည်းသပိတ်မှောက်တာတွေအားလုံးပါပါတယ်ပြတ်သားသားကိုလုပ်ရမှာဒါ
ပြီးတော့နိုင်ငံတကာကလည်းအားလုံးကိုစရင်ကောက်ပြီးတော့မှတ်သားနေပြီဘာလဲဆိုတော့သူတို့နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုအားလုံးကိုစရင်ယူပြီးတော့ဒါပိတ်ဆို့မှုအရေးယူမှုတွေလုပ်ကြမှာပါအဲ့ပြည်သူတွေထဲမှာလှုပ်ရှားမှုကတော့မျိုးစုံရှိမယ်နော်ကျွန်တော်တို့ဥပမာဆိုတော့ဗျာဒီတန်ဖုံးတီးတဲ့ကိစ္စကိုပဲကြည့်ည7 နာရီထိုးလိုက်ရင်တချင်းတွေဖွင့်မယ်တန်ဖုံးတွေတင်မယ်ဆိုတာဒါအားပြိုင်မှုတစ်ခုနော်ဒါစိတ်ဓာတ်အင်အားချင်းပြိုင်ကြရတာနော်ကဘာကတော့မှဒါကိုအထူးအဆန်းနဲ့လေ့လာပြီးတော့ဖြန့်ဝေနေကြတယ်တအံ့တော်ဖြစ်နေကြတယ်ဒါနီလာအစ်စ်ကိုဗျဆိုတော့ပြည်သူတွေဆိုတဲ့နေရာမှာနော်ကျွန်တော်ပြောတာအင်ဂျင်နီယာတွေဆရာဝန်တွေလို့ပုံကိုယ်တွေကအစပေါ့နော်နောက်ဆုံးတက္ကစီဆရာစိုက်ကားဆရာတွေကအစပေါ့ဗျာကျောင်းသားတွေပါဝင်ပေါ့အားလုံးကတန်ဖိုးကိုစီရှိပါတယ်အဲ့လိုပဲလှုပ်ရှားမှုတွေမှာလည်းသပိတ်မှောက်တာကိုဆန္ဒပြတာတွေအားလုံးကတန်ဖိုးကိုစီရှိကြပါတယ်အဲ့တော့အဓိကကတော့ဒီပြည်သူတွေဥမာကြည့်လိုက်ကျွန်တော်ပြောတာတန်ဖုံးတီးတဲ့လှုပ်ရှားမှုတွေမှာကြီးဒါဟာကရောကမဲမဟုတ်ဘူးဗျပေါ့သေးသေးမဟုတ်ဘူးမင်းညရဆိုရင်ကြည့်ဗျဒီတန်ဖုံးတီးတဲ့ကလေးဗျတိကျပြောရင်နိုးစီခွက်လေးကိုတီးတဲ့ကလေးကိုပြန်ပြီးတော့လူကြတဲ့ကိစ္စမျိုးပေါ့နော်ဒီကနေတွေမှာလည်းသွန်းတီးတဲ့စိုက်ကယ်တွေကိုဖမ်းတာကိုပြန်ပြီးတော့လူကြတာပေါ့ပြည်သူလူတွေဒါအားပြိုင်မှုတွေပဲဗျကိုဒီဘက်ကရှော့လိုက်လို့ရှိရင်တော့ရှုံးသွားမှာပဲအဲ့တော့ဘယ်လှုပ်ရှားမှုပဲဖြစ်ဖြစ်အချိန်တစ်ခုကိုသတ်မှတ်ပြီးတော့တန်ဖုံးတီးမှမဟုတ်ဘူးကြီးစီပဲထူးထူးဖျောင်းနိုင်မယ်ထုံထုံလှုပ်ရှားမှုတွေကရှိနေရမယ်ဘာဖြစ်လို့ငါတို့မသိသွားဘူးငါတို့အလျှော့မပေးဘူးဆိုတော့ငါတို့ညံ့မခံဘူးဆိုတဲ့လှုပ်ရှားမှုတွေရှိနေရမယ်ကိုလူကိုပြန်လူရမှာဝိုင်းထားအဲ့ဒီမှာကျွန်တော်ကြည့်လိုက်တယ်ဗျဒီအဖမ်းခံသွားတဲ့ကလေးကိုလိုက်ပြီးတော့ရက်ွက်လူထုတွေပြည်သူလူထုတွေကလိုက်ပြီးတော့လူကြတာဗျတကယ်ဟုတ်ဗျကိုသွေးသားရင်ကိုပြန်လူသလိုမတရားမှုလက်ထက်ကပြန်လူသလိုလူကြတာဒီမှာဘာသွားတွေ့ရလဲဆိုတော့ကျွန်တော်တို့ကိုတောက်လျှောက်သွေးခွဲခံခဲ့ရတဲ့လူမျိုးဘာသာဆိုတဲ့ကိစ္စဒီမှာမရှိဘူးနိုင်ငံသားငါတို့ရသူရသားငါတို့သားသမီးငါတို့အားလုံးရဲ့ရင်သွေးအကုန်ပါလာတာနော်ဗမာလည်းတစ်ချိန်ကသွေးခွဲခံသွေးခဲ့တဲ့လူတွေဗာတတ်နိုင်တယ်ကျွန်တော်ပြောတာအဲ့လိုသွေးစီးနေရမှာကိုယ်တနိုင်ငံလေးသားတတ်နိုင်ရင်လေကျွန်တော်လေအဲ့ဒီလိုညမျိုးတွေကိုည7 နာရီထိုးမှလေတစ်ဖက်ကမယုံကြည်တဲ့စစ်ကောင်းဆောင်တွေအဲ့ဒီမှာမှန်အနက်နဲ့လှည့်ပြီးတော့တစ်ခေါက်လောက်ကြည့်လိုက်စမ်းပါတို့တိတ်တွေပဲပြီးတော့ပြည်သူတွေဘာကိုချစ်ကြလဲဘာကိုမုန်းကြလဲဘယ်သူကိုယုံကြည်အားကိုးလဲဘယ်သူကိုလက်မခံချင်ဘူးလဲတတိတိကျကျပေါ်ပါလိမ့်မယ်အဲ့တော့လက်ထိတ်တွေတနက်ပြောင်းဝတွေကဘယ်သူကိုလှည့်လာတယ်အဲ့ဒါတွေနဲ့ရေစရာနဲ့ပြည်သူတွေနိုင်ငံသားတွေဟာအချင်းချင်းစောင့်ရှောက်နေရပြီအချင်းချင်းကာကွယ်နေရပြီဘာကိုပြတယ်လူသက်လက်နက်တွေကင်ပြီးတော့အနိုင်ကျင့်တာထက်မြတ်သောအရာပါလေပြည်သူလူထုရဲ့အပြန်အလှန်စောင့်ရှောက်မှုခုနကဒီဗအံဆရာမကြီးကိုကြည့်သူကယာဒူးကြီးထက်မြင့်တက်တဲ့တရားကိုရွေးချယ်လိုက်တယ်ဝိုင်းဝန်းရကြမှာအားလုံးကိုချုပ်လိုက်ရင်ဒီနိုင်ငံမှာလူသက်လက်နက်ကိုအန်တုခဲ့တယ်ဘယ်သူရလဲလက်နက်မဲ့တွေကနေအန်တုခဲ့တယ်ဆိုတာဒါဗျူဟာတစ်ခုပဲကဘာကြီးရဲ့တင်ရိုးအစ်စ်တစ်ခုဖြစ်လာလိမ့်မယ်အဲ့တော့ဒါအောင်မလားမအောင်လားမေးစရာရှိပါတယ်အဲ့တော့အဖြေလည်းရှိပါတယ်အဓိကက CDM ခေါ်တဲ့နိုင်ငံသားတွေရဲ့အခါမှုဝန်ထမ်းတွေအလုပ်မစင်းဘူးဆိုတဲ့အချက်အဲ့ဒါအပြည့်အဝရရင်အောင်မယ်ဒါပဲအဲ့ဒါအပြည့်အဝရတဲ့နေ့အောင်မယ်ပဲနော်အဲ့တော့တခြားအချက်လက်တွေလည်းပါမယ်ပေါ့လေအခြားအချက်လက်တွေကခုနကဆန္ဒပြတာတွေသပိတ်မှောက်တာတွေအားလုံးပေါင်းစပ်ရမှာအဓိကကျွန်တော်တို့အားပေးပြီးတော့ယုံကြည်လုပ်ရမှာက CDM ခေါ်တဲ့အလုပ်မစင်းရေးလှုပ်ရှားမှုပဲအဲ့ဒါပါပဲအဲ့တော့ကျွန်တော်တို့အားလုံးစွမ်းရည်တတ်တွေအကုန်ပြကြရမှာပါခေါင်းဆောင်ကိုဖမ်းလိုက်ပေမဲ့အားမငယ်ဘူးအညံ့မခံဘူးတွဲအားလုံးမှာစက်ခေါင်းပါတယ်လိုရရောက်အောင်မောင်းနိုင်တယ်ဆိုတာကိုပြကြဖို့ပါပဲကျေးဇူးတင်ပါတယ်မနေ့ကကျွန်တော်ဗီဒီယိုကလစ်တစ်ခုကြည့်ရပါတယ်ဒါဖအံနိပညာကျောင်းကဆရာမကြီးကိုလာပြီးတော့ခေါ်ဆောင်တဲ့ဗီဒီယိုပါအဲ့မှာတကယ်တော့ကြည့်ရသူအပေါင်းပေါ့အားလုံးကဒါကိုအသက်မရှူနိုင်ပဲကြည့်ရတာပါဘာဖြစ်လို့လဲဆိုတော့ဆရာမကြီးဘယ်လိုတုံ့ပြန်မလဲကျွန်တော်တို့တွေ့ကြရပါတယ်ပြီးတော့မှတပြင်းနဲ့ချနိုင်တယ်ပေါ့လေဆရာမကြီးရဲ့ဒီဉာဏ်ပညာရဲ့တတ္တိဗျတ္တိရဲ့ခေါင်းဆောင်ပြီးသားမှုရဲ့ကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒီအတွက်လည်းအားလုံးကိုစားပေါ့အားလုံးကပြောခိုင်းပါတယ်
ဆရာမကြီးနဲ့မိသားစုလေးစားကုန်ယူတဲ့အကြောင်းလေးစားကုန်ယူလို့မကပါဘူးဝန်းရံကြမယ်ဆိုတဲ့အကြောင်းပါအဲ့ဒီကနေစပြီးတော့ကျွန်တော်တို့ဒီနေ့ပြည်သူအများတိတိကျကျသိကျင်နေတဲ့ကိစ္စတွေကိုကျွန်တော်ဆွေးနွေးပါမယ်ကျွန်တော်တို့ဘာပဲလုပ်ချင်ညှိနှိုင်းကြရပါတယ်ဘယ်ပေါင်းစုံကလည်းစဉ်းစားရပါတယ်ဒေသပေါင်းစုံဖွဲ့စည်းပေါင်းစုံနဲ့ညှိရတာပေါ့နော်အဲ့ဒါပြီးတော့မှကျွန်တော်တို့ထုတ်ပြန်ပါမယ်တချို့ကလည်းအခြေအနေကိုစောင့်ကြည့်ပါအောင်လို့ပါတော့ပေါ့အဲ့လိုပြောတယ်ဒါမှဖြစ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဘယ်သောအခါကမှဂတိလည်းမတည်ခဲ့ဘူးနောက်ပြီးတော့ဒါစောင့်ရမယ့်ကိစ္စလည်းမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ရွေးကောက်ပွဲရလတ်ရှိပါတယ်ဒါပြီးဆုံးခဲ့ပြီးတကယ်ကိုရရှိခဲ့ပြီးသားပါဥပမာဆိုရင်ဂတိနဲ့ပတ်သက်ရင်1990ရွေးကောက်ပွဲဝယ်ပြန်ကြည့်ပါပြီးတော့အမတ်တွေကိုအကုန်ဖမ်းပြီးတော့ထောင်ချတယ်ပါတီကိုလည်းနှိပ်ကွက်ခဲ့တာပါပဲဆိုတော့သူတို့လိုချင်တဲ့ပုံစံသွင်းပြီးတော့မှလိုချင်တာကိုရမယ်ဆိုတဲ့အခါကျမှစိတ်ကြိုက်ဖန်တီးယူမဲ့ဟာမျိုးတော့သဘောတူလို့မရပါဘူးလက်တလောဆိုရင်ဖန်စီခံထားတဲ့ဒီနိုင်ငံရေးတွေကပုံကူများလှုပ်ရှားတက်ကြသူများရဲ့မိသားစုတွေရဲ့တောကောက်ပဲကိုရင်းစာကြည့်ပါအဆက်တယ်မရဘူးသေလားရှင်လားမသိဘူးမိသားစုနဲ့တော့အဆက်တယ်မရဘူးဆိုတဲ့အခြေအနေမျိုးမှာဘာတစ်ခုမှစောင့်ကြည့်စရာမလိုပါဘူးအဲ့တော့ကျွန်တော်တို့အခုဘာလုပ်ကြမှာလဲကျွန်တော်တို့လုပ်ရမှာကအပိုင်း၃ပိုင်းရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့လွတ်တော်ကိုယ်စားလှယ်တွေရဲ့အပိုင်းကတစ်ပိုင်းဝန်ထမ်းတွေကတစ်ပိုင်းပြည်သူတွေကတစ်ပိုင်းပါလွတ်တော်ကိုယ်စားလှယ်တွေပိုင်းကိုပြောပါမယ်သူတို့ကလူလူရဲ့ mandate ကိုရထားတာပါအခု CRPP လို့ခေါ်ရနိုင်တာပေါ့နော်လွတ်တော်ကိုစားပြုကော်မတီတွေသူတို့ဖွဲ့ထားပါပြီအဲ့တော့ကြည့်ပါလုံခြုံရေးကောင်စီမှာကုလသမဂ္ဂလုံခြုံရေးကောင်စီမှာအားလုံးသဘောတူတဲ့ကြေညာချက်ထုတ်ပြန်တာမျိုးကိုရတယ်ဆိုတာကျွန်တော်တို့တစ်သက်မှာတော့ဒီတစ်ခါပဲရှိပါသေးတယ်ဒီမှာနိုင်ငံအရေးမှာဒါတော်တော်မကြုံစဘူးထူးခြားမှုပါအဲ့ဒီလိုဖြစ်အောင်လဲစူးစမ်းခဲ့ရတဲ့နိုင်ငံတကာရဲ့တန်တမန်အတိုင်းဝိုင်းပေါ့ဆိုတော့အတိုင်းဝိုင်းတွေကြိုးပမ်းမှုကိုလည်းအတိမတ်ပြုရပါလိမ့်မယ်ထပ်ပြီးတော့တက်ကြရပါလိမ့်မယ်အဲ့တော့အဲ့ဒီမှာဒီလွတ်တော်ကိုယ်စားလှယ်တွေရဲ့အပိုင်းကဘာအားသာချက်ရှိလဲဆိုတော့ legitimacy ခေါ်တဲ့တရားဝင်ဖြစ်မှုပေါ့အဲ့ဒါအားသာနေပါတယ်နောက်တစ်ပိုင်းဝန်ထမ်းတွေပါဝန်ထမ်းတွေအပိုင်းက2မျိုးရှိပါတယ်ဖဲချိုးနေလှုပ်ရှားမှုတွေနဲ့ CDM ခေါ်တဲ့နိုင်ငံရေးရနိုင်ငံသားတွေကနေပြီးတော့ဒီမတရားတစ်ဖြင့်အစိုးရအဖြစ်ကြေညာထားသူတွေကိုအာခံပြီးတော့တုံ့ပြန်မှုတွေပါအဲ့တော့ဖဲချိုးနေလှုပ်ရှားမှုမျိုးကိုကြည့်မယ်ဆိုရင်ဒါကအဆင့်တစ်ဆင့်အနေနဲ့တော့ကောင်းပါတယ်တည်တည်ချာချာကြည့်ပါဘယ်လိုနေရာမျိုးမှာကောင်းလဲဆိုတော့နိုင်ငံရေးအရာအတိတရားရေချိန်မြင့်နဲ့ယဉ်ကျေးတဲ့လူအဖွဲ့အစည်းတွေမှာဆိုတော့ဒါအလုပ်ဖြစ်ပါတယ်သူတို့ကလုပ်ငန်းခွင်ကိုလည်းမပြတ်စေရဘူးစာနာကိုလည်းဖော်ထုတ်ပြသတယ်ပေါ့နော်ဒါပေမဲ့ဒီလိုနေရာမျိုးမှာဒီလိုစစ်အုပ်စုတွေရဲ့အောက်မှာတော့ဖဲကြိုးချပြီးတော့အလုံးမပြတ်လုပ်ယုံနေတော့လိုရမရောက်ပါဘူးဘာဖြစ်လို့လဲဆိုတော့ယဉ်ကျေးတဲ့လူဖွဲ့စည်းရတော့ဗျာဒါသူကရေတွက်နေတာဘယ်လောက်အင်အားရှိလာပြီငါတို့ညှိနှိုင်းမှဖြစ်မယ်အပြေရှာမှဖြစ်မယ်ဆိုတာမျိုးသွားပါတယ်ဒီမှာကတော့အစိုးရရန်တရားမရမချင်းဘာမှစဉ်းစားမဲ့လူတွေမဟုတ်ပါဘူးလိလိရှုခံရမယ့်သဘောရှိပါတယ်အဲ့ဒါကြောင့်ဖဲတိုးနေလှုပ်ရှားမှုအဆင့်နဲ့ရနေလို့မရဘဲနဲ့အဆင့်တက်ရပါလိမ့်မယ်ခုနပြောတဲ့ CDM ခေါ်တဲ့အာခံပြီးတော့တုံ့ပြန်တဲ့အလုံးမသွားတော့ဘူးကွာဆိုတော့အဆင့်အထိပေါ်လေရောက်အောင်သွားပါမယ်အဲဒီမှာလည်းတချို့ကမေးကြပါလေဘယ်လိုလုပ်ကြမှာလဲဘယ်လိုအကြောင်းပြမှာလဲရတယ်ကြိုက်တဲ့အကြောင်းပြချက်တာပြပြောင်ပြောင်တင်းတင်းပဲမင်းတို့အစိုးရဖြစ်အတိမမပြုတ်ဘူးကွာမင်းတို့ပြုတ်ကြအောင်လို့ဘယ်လိုမစင်းဘူးလို့ပြောရတယ်ဒီလိုမှမဟုတ်တခြားအကြောင်းပြချက်တွေလည်းရတယ်အရေးကြီးတာကအလုံးမစင်းတော့ဘူးရန်တရားကြီးရပ်သွားပြီဆိုတဲ့အထိကိုသွားမှာမဟုတ်လို့ပါအဲ့တော့အနံ့ပြောက်တယ်လို့ပဲပြောကြိုက်တာပြောပါကြားမှာရေးပဲအကြောင်းပြကြိုက်တဲ့အကြောင်းပြချက်နဲ့နောက်ဆုံးကတော့လူရင်းကတော့အလုံးမစင်းတော့ဘူးဆိုတဲ့အင်အားအထိရအောင်ပေါ့အဲ့ဒီအချိန်တွေကိုသွားကြမှာပါအဲ့တော့တစ်ဖက်ကပြောစရာရှိတယ်ဒီလူတွေရဲ့ဖြစ်ပေါ်လာမဲ့အကျိုးဆက်တွေကိုဘယ်သူတွေကတာဝန်ယူကြမှာလဲဟုတ်ပါတယ်ဒါကတော့သမိုင်းမှာတော့ကိုယ်ဆုံးဖြတ်ချက်ကိုနံပါတ်1ကာယကံရှင်တွေကရင်ဆိုင်ရသမျှပါဒါပေမဲ့ပြည်သူပြည်သားများအချင်းချင်းနဲ့ဒီလွတ်လပ်မှုကိုတန်ဖိုးထားတဲ့အင်အားစုတွေကတော့ပြစ်ထားမှာမဟုတ်ပါဘူးထိရောက်တဲ့အကူအညီတွေပေးဖို့အဖွဲ့တွေဖွဲ့စည်းနေပါပြီရန်ကုန်ငွေတွေကောက်ခံပြီးတော့သူတို့ရဲ့နေရေးစားရေးအစပေါ်တွေဝိုင်းပြီးတော့ထောက်ပံ့ကြဖို့ပြင်ဆင်နေပါပြီဒါကတ
ဘလောက်တောင့်ခံကြမလဲပေါ့ဒါတို့ပါလေအများကြီးညိုလေးစားယုံကြည်တဲ့ယဟန်ပုဂ္ဂိုလ်လူပုဂ္ဂိုလ်တွေကအဖွဲ့အစည်းတွေဖွဲ့ပြီးတော့ဒါကိုစလုပ်နေပါပြီနိုင်ငံတကာကရောက်နေတဲ့ကျွန်တော်တို့နိုင်ငံသားတွေကျွန်တော်တို့ရဲ့မိသားစုဆွေမျိုးများနောက်ပြီးတော့အင်အားစုအသီးသီးကနေပြီးတော့ပံ့ပိုးကြပါလိမ့်မယ်ကောင်းပြီဝန်ထမ်းအပိုင်းပြီးတော့ဗာကြံလို့ပြည်သူတွေရဲ့အပိုင်းပေါ့ပြည်သူတွေအဓိကအချက်ကတော့ဒီ CDM လှုပ်ရှားမှုကိုပေါ့ဒါကိုဝိုင်းပြီးတော့ထောက်ခံဖို့ကအဓိကကြပါတယ်အဲ့တော့တပိတ်မှောက်တယ်ဆိုတဲ့စကားလုံးကရုပ်တရက်ကြည့်ရင်ပျော့ပြောင်းတယ်လို့ယူဆရရှိတယ်ဒါပေမဲ့ထိရောက်ပါတယ်သဘောကတော့ဗျာတပိတ်မှောက်တယ်ဆိုတဲ့နေရာမှာအလုံးမစင်းတော့ဘဲနဲ့တပိတ်မှောက်တဲ့နီးရောအဲ့ဒီစစ်အုပ်စုခေါင်းဆောင်တွေကိုတက်စိုးမရှိအောင်သူတို့ရဲ့ငွေကြေးစီးဆင်းမှုတွေစီးပွားရေးလုပ်ငန်းတွေကိုတပိတ်မှောက်တာရောအားလုံးပါတာပါအားလုံးသိကြတဲ့အတိုင်းပေါ့ဗျာသူတို့ပတ်စံရှာနေတဲ့သူတို့ကိုပတ်မိုးပေးနေတဲ့အဲ့ဒီအရက်ဘီယာတွေ secret တွေနောက်စင်ကတ်တွေသူတို့ရဲ့လုပ်ငန်းပေါင်းစုံကိုလည်းတပိတ်မှောက်တာတွေအားလုံးပါပါတယ်ပြက်ပြက်သားသားကိုလုပ်ရမှာဒါပြီးတော့နိုင်ငံတကာကလည်းအားလုံးကိုစည်ရင်းကောက်ပြီးတော့မှတ်သားနေပြီဘာလဲဆိုတော့သူတို့နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုအားလုံးကိုစည်ရင်းယူပြီးတော့ဒါပိတ်ဆို့မှုအရေးယူမှုတွေလုပ်ကြမှာပါပြည်သူတွေထဲမှာလှုပ်ရှားမှုကတော့မျိုးစုံရှိမယ်နော်ကျွန်တော်တို့ဥပမာဆိုပါတော့ဗျာဒီတန်ဖုံးတီးတဲ့ကိစ္စကိုပဲကြည့်ည7 နာရီထိုးလိုက်ရင်တချင်းတွေဖွင့်မယ်တန်ဖုံးတွေတင်မယ်ဆိုတာဒါအားပြိုင်မှုတစ်ခုနော်ဒါစိတ်ဓာတ်အင်အားချင်းပြိုင်ကြရတာနော်ကဘာကတော့မှဒါကိုအထူးဆန်းနဲ့လေ့လာပြီးတော့ဖြန့်ဝေနေကြတယ်တအံ့တော်ဖြစ်နေကြတယ်ဒါနီလန်းအစ်စ်ကိုဗျဆိုတော့ပြည်သူတွေဆိုတဲ့နေရာမှာနော်ကျွန်တော်ပြောတာအင်ဂျင်နီယာတွေဆရာဝန်တွေလို့ပုံကိုယ်တွေကအစပေါ့နော်နောက်ဆုံးတက္ကစီဆရာစိုက်ကားဆရာတွေကအစပေါ့ဗျာကျောင်းသားတွေပါဝင်ပေါ့အားလုံးကတန်ဖိုးကိုစီရှိပါတယ်အဲ့လိုပဲလှုပ်ရှားမှုတွေမှာလည်းသပိတ်မှောက်တာကိုဆန္ဒပြတာတွေအားလုံးကတန်ဖိုးကိုစီရှိကြပါတယ်အဲ့တော့အဓိကကတော့ဒီပြည်သူတွေဥမာကြည့်လိုက်ကျွန်တော်ပြောတာတန်ဖိုးတီးတဲ့လှုပ်ရှားမှုတွေမှာကြည့်ဒါဟာကရောကမဲမဟုတ်ဘူးဗျပေါ့သေးသေးမဟုတ်ဘူးမနေ့ညရဆိုရင်ကြည့်ဗျာဒီတန်ဖိုးတီးတဲ့ကလေးဗျာတိကျပြောရင်နိုးစီခွက်လေးကိုတီးတဲ့ကလေးကိုပြန်ပြီးတော့လူကြတဲ့ကိစ္စမျိုးပေါ့နော်ဒီကနေတွေမှာလည်းသွန်းတီးတဲ့စိုက်ကယ်တွေကိုဖမ်းတာကိုပြန်ပြီးတော့လူကြတာပေါ့ပြည်သူလူတွေကဒါအားပြိုင်မှုတွေပဲဗျကိုဒီဘက်ကရှော့လိုက်လို့ရှိရင်တော့ရှုံးသွားမှာပဲအဲ့တော့ဘယ်လှုပ်ရှားမှုပဲဖြစ်ဖြစ်အချိန်တစ်ခုကိုသတ်မှတ်ပြီးတော့တန်ဖုံးတီးမှမဟုတ်ဘူးကြီးစီပဲထူးထူးဖျောင်းနိုင်မယ်ထုံလှုပ်ရှားမှုတွေကရှိနေရမယ်ဘာဖြစ်လို့ငါတို့မသိသွားဘူးငါတို့အလျှော့မပေးဘူးဆိုတော့ငါတို့အညံ့မခံဘူးဆိုတဲ့လှုပ်ရှားမှုတွေရှိနေရမယ်ကိုလူကိုပြန်လူရမှာဝိုင်းထားအဲ့ဒီမှာကျွန်တော်ကြည့်လိုက်တယ်ဗျဒီအဖမ်းခံသွားတဲ့ကလေးကိုလိုက်ပြီးတော့ရက်ွက်လူထုတွေပြည်သူလူထုတွေကလိုက်ပြီးတော့လူကြတာပဲတကယ်ဟုတ်ဗျကိုသွေးသားရင်ကိုပြန်လူသလိုမတရားမှုလက်ထက်ကပြန်လူသလိုလူကြတာဒီမှာဘာသွားတွေ့ရလဲဆိုတော့ကျွန်တော်တို့ကိုတောက်လျှောက်သွေးခွဲခံခဲ့ရတဲ့လူမျိုးဘာသာဆိုတဲ့ကိစ္စဒီမှာမရှိဘူးနိုင်ငံသားငါတို့ရက်သူရက်သားငါတို့သားသမီးငါတို့အားလုံးရဲ့ရင်သွေးအကုန်ပါလာတာနော်ဗမာလည်းတစ်ချိန်ကသွေးခွဲခံသွေးခွဲခဲ့တဲ့လူတွေပါတတ်နိုင်တယ်ကျွန်တော်ပြောတာအဲ့လိုသွေးစီးနေရမှာကိုယ်တနိုင်ငံလေးသားတတ်နိုင်ရင်လေကျွန်တော်လေအဲ့ဒီလိုညမျိုးတွေကိုည7 နာရီထိုးမှလေတစ်ဖက်ကမယုံကြည်တဲ့စစ်ကောင်းဆောင်တွေအဲ့ဒီမှာမှန်အနက်နဲ့လှည့်ပြီးတော့တစ်ခေါက်လောက်ကြည့်လိုက်စမ်းပါတို့တိတ်တွေပဲပြီးတော့ပြည်သူတွေဘာကိုချစ်ကြလဲဘာကိုမုန်းကြလဲဘယ်သူ့ကိုယုံကြည်အားကိုးလဲဘယ်သူ့ကိုလက်မခံကြဘူးလဲတတိတိကျကျပေါ်ပါလိမ့်မယ်အဲ့တော့လက်ထိတ်တွေတနက်ပြောင်းဝတွေကဘယ်သူ့ကိုလှည့်လာတယ်အဲ့ဒါကြီးနဲ့ရင်ဆိုင်ရတဲ့ပြည်သူတွေနိုင်ငံသားတွေဟာအချင်းချင်းစောင့်ရှောက်နေရပြီအချင်းချင်းကာကွယ်နေရပြီဘာကိုပြတယ်လူတက်လက်နက်တွေကင်ပြီးတော့အနိုင်ကျင့်တာထက်မြတ်သောအရာပါလေပြည်သူလူထုရဲ့အပြန်အလှန်စောင့်ရှောက်မှုခုနကဒီဗအံဆရာမကြီးကိုကြည့်သူကယာဒူးကြီးထက်မြင့်မြတ်တဲ့တရားကိုရွေးချယ်လိုက်တယ်ဝိုင်းဝန်းရကြမှာအားလုံးကိုချုပ်လိုက်ရင်ဒီနိုင်ငံမှာလူတက်လက်နက်ကိုအန်တုခဲ့တယ်ဘယ်သူတွေရလဲလက်နက်မဲ့တွေကနေအန်တုခဲ့တယ်ဆိုတာဒါဗျူဟာတစ်ခုပဲကဘာကြီးရဲ့တင်ရိုးအစ်စ်တစ်ခုဖြစ်လာလိမ့်မယ်အဲ့တော့ဒါအောင်မလားမအောင်လားမေးစရာရှိပါတယ်အဲ့တော့အဖြေလည်းရှိပါတယ်အဓိကက CDM ခေါ်တဲ့နိုင်ငံသားတွေရဲ့အခါမှုဝန်ထမ်းတွေအလုံးမစင်းဘူးဆိုတဲ့အချက်အဲ့ဒါအပြည့်အဝရရင်အောင်မယ်ဒါပဲအဲ့ဒါအပြည့်အဝရတဲ့နေ့အောင်မယ်ပဲနော်အဲ့တော့တခြားအချက်လက်တွေလည်းပါမယ်ပေါ့လေအခြားအချက်လက်တွေကခုနကဆန္ဒပြတာတွေသပိတ်မှောက်တာတွေအားလုံးပေါင်းစပ်ရမှာအဓိကကျွန်တော်တို့အားပေးပြီးတော့ယုံကြည်လုပ်ရမှာက
CDM ခေါ်တဲ့အလုပ်မစင်ရေးလှုပ်ရှားမှုပဲအဲ့ဒါပါပဲအဲ့တော့ကျွန်တော်တို့အားလုံးစွမ်းရည်တတ်တည်တွေအကုန်ပြကြရမှာပါခေါင်းဆောင်ကိုဖမ်းလိုက်ပေမဲ့အားမငယ်ဘူးအညံ့မခံဘူးတွဲအားလုံးမှာစက်ကောင်းပါတယ်လိုရရောက်အောင်မောင်းနိုင်တယ်ဆိုတာကိုပြကြဖို့ပါပဲကျေးဇူးတင်ပါတယ်မနေ့ကကျွန်တော်ဗီဒီယိုကလစ်တစ်ခုကြည့်ရပါတယ်ဒါဖတ်အန်နိပညာကျောင်းကဆရာမကြီးကိုလာပြီးတော့ခေါ်ဆောင်တဲ့ဗီဒီယိုပါအဲ့မှာတကယ်တော့ကြည့်ရသူအပေါင်းပေါ့အားလုံးကဒါကိုအသက်မရှူနိုင်ပဲကြည့်ရတာပါဘာဖြစ်လို့လဲဆိုတော့ဆရာမကြီးဘယ်လိုတုံ့ပြန်မလဲကျွန်တော်တို့တွေ့ကြရပါတယ်ပြီးတော့မှတပြင်းနဲ့ချနိုင်တယ်ပေါ့လေဆရာမကြီးရဲ့ဒီဉာဏ်ပညာရဲ့တတ္တိဗျတ္တိရဲ့ခေါင်းဆောင်ကောင်းပြီးသားမှုရဲ့ကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒီအတွက်လည်းအားလုံးကိုစားပေါ့အားလုံးကပြောခိုင်းပါတယ်ဆရာမကြီးနဲ့မိသားစုကိုလေးစားဂုဏ်ယူတဲ့အကြောင်းလေးစားဂုဏ်ယူနေမကပါဘူးဝန်းရံကြမယ်ဆိုတဲ့အကြောင်းပါအဲ့ဒီကနေစပြီးတော့ကျွန်တော်တို့ဒီနေ့ပြည်သူအများတိတိကျကျသိကျင်နေတဲ့ကိစ္စတွေကိုကျွန်တော်ဆွေးနွေးပါမယ်ကျွန်တော်တို့ဘာပဲလုပ်ချင်ညှိနှိုင်းကြရပါတယ်ဘယ်ပေါင်းစုံကလည်းစဉ်းစားရပါတယ်ဒေသပေါင်းစုံဖွဲ့စည်းပေါင်းစုံနဲ့ညှိရတာပေါ့နော်အဲ့ဒါပြီးတော့မှကျွန်တော်တို့ထုတ်ပြန်ပါမယ်တချို့ကလည်းအခြေအနေကိုစောင့်ကြည့်ပါအောင်လို့ပါတော့ပေါ့အဲ့လိုပြောတယ်ဒါမှမဖြစ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဘယ်တော့ခါကမှဂတိလည်းမတည်ခဲ့ဘူးနောက်ပြီးတော့ဒါစောင့်ရမယ့်ကိစ္စလည်းမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ရွေးကောက်ပွဲရလဒ်ရှိပါတယ်ဒါပြီးဆုံးခဲ့ပြီးတကယ်ကိုရရှိခဲ့ပြီးသားပါဥပမာဆိုရင်ဂတိနဲ့ပတ်သက်ရင်1990ရွေးကောက်ပွဲဝယ်ပြန်ကြည့်ပါပြီးတော့အမတ်တွေကိုအကုန်ဖမ်းပြီးတော့ထောင်ချတယ်ပါတီကိုလည်းနှိပ်ကွက်ခဲ့တာပါပဲဆိုတော့သူတို့လိုချင်တဲ့ပုံစံသွင်းပြီးတော့မှလိုချင်တာကိုရမယ်ဆိုတဲ့အခါကျမှစိတ်ကြိုက်ဖန်တီးယူမဲ့ဟာမျိုးတော့သဘောတူလို့မရပါဘူးလက်တလောဆိုရင်ဖန်စီခံထားတဲ့ဒီနိုင်ငံရေးတွေကပုံကူများလှုပ်ရှားတက်ကြသူများရဲ့မိသားစုတွေရဲ့တောကောက်ပဲကိုရင်းစာကြည့်ပါအဆက်အသွယ်မရဘူးတေလားရှင်လားမသိဘူးမိသားစုနဲ့တော့အဆက်အသွယ်မရဘူးဆိုတဲ့အခြေအနေမျိုးမှာဘာတစ်ခုမှစောင့်ကြည့်ကြမလို့ပါဘူးအဲ့တော့ကျွန်တော်တို့အခုဘာလုပ်ကြပါလဲကျွန်တော်တို့လုပ်ရမှာကအပိုင်း၃ပိုင်းရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့လွတ်တော်ကိုယ်စားလှယ်တွေရဲ့အပိုင်းကတစ်ပိုင်းဝန်ထမ်းတွေကတစ်ပိုင်းပြည်သူတွေကတစ်ပိုင်းပါလွတ်တော်ကိုယ်စားလှယ်တွေပိုင်းကိုပြောပါမယ်သူတို့ကလူလူရဲ့ mandate ကိုရထားတာပါအခု CRPP လို့ခေါ်ရနိုင်တာပေါ့နော်လွတ်တော်ကိုစားပြုကော်မတီတွေသူတို့ဖွဲ့ထားပါပြီအဲ့တော့ကြည့်ပါလုံခြုံရေးကောင်စီမှာကုလသမဂ္ဂလုံခြုံရေးကောင်စီမှာအားလုံးသဘောတူတဲ့ကြေညာချက်ထုတ်ပြန်တာမျိုးကိုရတယ်ဆိုတာကျွန်တော်တို့တစ်သက်မှာတော့ဒီတစ်ခါပဲရှိပါသေးတယ်မြန်မာနိုင်ငံအရေးမှာဒါတော်တော်မကြုံစဘူးထူးခြားမှုပါအဲ့ဒီလိုဖြစ်အောင်လဲစူးစမ်းခဲ့ရတဲ့နိုင်ငံတကာရဲ့တန်တမန်အတိုင်းဝိုင်းပေါ့ဆိုတော့အတိုင်းဝိုင်းတွေရဲ့ကြိုးပမ်းမှုကိုလည်းအတိမတ်ပြုရပါလိမ့်မယ်ထပ်ပြီးတော့တက်ကြရပါလိမ့်မယ်အဲ့တော့အဲ့ဒီမှာဒီလွတ်တော်ကိုယ်စားလှယ်တွေရဲ့အပိုင်းကဘာအားသာချက်ရှိလဲဆိုတော့ legitimacy ခေါ်တဲ့တရားဝင်ဖြစ်မှုပေါ့အဲ့ဒါအားသာနေပါတယ်နောက်တစ်ပိုင်းဝန်ထမ်းတွေပါဝန်ထမ်းတွေအပိုင်းက2မျိုးရှိပါတယ်ဖဲချိုးနေလှုပ်ရှားမှုတွေနဲ့ CDM ခေါ်တဲ့နိုင်ငံရေးရနိုင်ငံသားတွေကနေပြီးတော့ဒီမတရားသဖြင့်အစိုးရအဖြစ်ကြေညာထားသူတွေကိုအာခံပြီးတော့တုံ့ပြန်မှုတွေပါအဲ့တော့ဖဲချိုးနေလှုပ်ရှားမှုမျိုးကိုကြည့်မယ်ဆိုရင်ဒါကအဆင့်တစ်ဆင့်အနေနဲ့တော့ကောင်းပါတယ်တေးသေးချာချာကြည့်ပါဘယ်လိုနေရာမျိုးမှာကောင်းလဲဆိုတော့နိုင်ငံရေးအရာအတိတရားရည်ချိန်မြင့်တဲ့ယဉ်ကျေးတဲ့လူအဖွဲ့အစည်းတွေမှာဆိုတော့ဒါအလုပ်ဖြစ်ပါတယ်သူတို့ကလုပ်ငန်းဝင်ကိုလည်းမပြတ်စေရဘူးစာနာကိုလည်းဖော်ထုတ်ပြသတယ်ပေါ့နော်ဒါပေမဲ့ဒီလိုနေရာမျိုးမှာဒီလိုစစ်အုပ်စုတွေရဲ့အောက်မှာတော့ဖဲကြိုးချပြီးတော့အလုံးမပြတ်လုပ်ယုံနေတော့လိုရမရောက်ပါဘူးဘာဖြစ်လို့လဲဆိုတော့ယဉ်ကျေးတဲ့လူဖွဲ့စည်းရတော့ဗျာဒါသူကရေတွက်နေတာဘလောက်အင်အားရှိလာပြီငါတို့ညှိနှိုင်းမှဖြစ်မယ်အဖြေရှာမှဖြစ်မယ်ဆိုတာမျိုးသွားပါတယ်ဒီမှာကတော့အစိုးရရန်တရားမရမချင်းဘာမှစဉ်းစားမဲ့လူတွေမဟုတ်ပါဘူးလိလိရှုခံရမဲ့သဘောရှိပါတယ်အဲ့ဒါကြောင့်ဖဲကြိုးနေလှုပ်ရှားမှုအဆင့်နဲ့ရပ်နေလို့မရဘဲနဲ့အဆင့်တက်ရပါလိမ့်မယ်ခုနပြောတဲ့ CDM ခေါ်တဲ့အာခံပြီးတော့တုံ့ပြန်တဲ့အလုံးမသွားတော့ဘူးကွာဆိုတော့အဆင့်အထိပေါ်လေရောက်သွားပါမယ်အဲဒီမှာလည်းတချို့ကမေးကြပါလေဘယ်လိုလုပ်ကြမှာလဲဘယ်လိုအကြောင်းပြမှာလဲရတယ်တိုက်တဲ့အကြောင်းပြချက်တာပြပြောင်တင်းနေမယ်
မင်းတို့အစိုးရဖြစ်အတိမမပြုတ်ဘူးကွာမင်းတို့ပြုတ်ကြအောင်လို့အလုံးမစင်းဘူးလို့ပြောရတယ်ဒီလိုမှမဟုတ်တခြားအကြောင်းပြချက်တွေလည်းရတယ်အရေးကြီးတာကအလုံးမစင်းတော့ဘူးရန်တရားကြီးရပ်သွားပြီဆိုတဲ့အထိကိုသွားရမှာမလို့ပါအဲ့တော့အနံ့ပြောက်တယ်လို့ပဲပြောကြိုက်တာပြောပါကျမ်းမာရေးပဲအကြောင်းပြကြိုက်တဲ့အကြောင်းပြချက်နဲ့နောက်ဆုံးကတော့လူရင်းကတော့အလုံးမစင်းတော့ဘူးဆိုတဲ့အင်အားအထိရအောင်ပေါ့အဲ့ဒီအချိန်တွေကိုသွားကြရမှာပါအဲ့တော့တစ်ဖက်ကပြောစရာရှိတယ်ဒီလူတွေရဲ့ဖြစ်ပေါ်လာမဲ့အကျိုးဆက်တွေကိုဘယ်သူတွေကတာဝန်ယူကြမှာလဲဟုတ်ပါတယ်ဒါကတော့သမိုင်းမှာတော့ကိုယ်ဆုံးဖြတ်ချက်ကိုနံပါတ်1ကာယကံရှင်တွေကရင်ဆိုင်ရတယ်မြဲပါဒါပေမဲ့ပြည်သူပြည်သားများအချင်းချင်းနဲ့ဒီလွတ်လပ်မှုကိုတန်ဖိုးထားတဲ့အင်အားစုတွေကတော့ပြစ်ထားမှာမဟုတ်ပါဘူးထိရောက်တဲ့အကူအညီတွေပေးဖို့အဖွဲ့တွေဖွဲ့စည်းနေပါပြီရန်ပုံငွေတွေကောက်ခံပြီးတော့သူတို့ရဲ့နေရေးစားရေးအစပေါ်တယ်ဝိုင်းပြီးတော့ထောက်ပံ့ကြဖို့ပြင်ဆင်နေပါပြီဒါကဘယ်လောက်တောင့်ခံကြမလဲပေါ့ဒါလိုပါတယ်အများကြီးညိုလေးစားယုံကြည်တဲ့ရဟန်းပုဂ္ဂိုလ်လူပုဂ္ဂိုလ်တွေကအဖွဲ့အစည်းတွေဖွဲ့ပြီးတော့ဒါကိုစလုပ်နေပါပြီနိုင်ငံတကာကရောက်နေတဲ့ကျွန်တော်တို့နိုင်ငံသားတွေကျွန်တော်တို့ရဲ့မိသားစုဆွေမျိုးများနောက်ပြီးတော့အင်အားစုအသီးသီးကနေပြီးတော့ပံ့ပိုးကြပါလိမ့်မယ်ကောင်းပြီဝန်ထမ်းအပိုင်းပြီးတော့ဗာကြံလို့ပြည်သူတွေရဲ့အပိုင်းပေါ့ပြည်သူတွေအဓိကအချက်ကတော့ဒီ CDM လှုပ်ရှားမှုကိုပေါ့ဒါကိုဝိုင်းပြီးတော့ထောက်ခံကူဖို့ကအဓိကကြပါတယ်အဲ့တော့သပိတ်မှောက်တယ်ဆိုတဲ့စကားလုံးကရုပ်တရက်ကြည့်ရင်ပျော့ပြောင်းတယ်လို့ယူဆကြရှိတယ်ဒါပေမဲ့ထိရောက်ပါတယ်သဘောကတော့ဗျာသပိတ်မှောက်တယ်ဆိုတဲ့နေရာမှာအလုံးမစင်းတော့ဘဲနဲ့သပိတ်မှောက်တဲ့နီးရောအဲ့ဒီစစ်အုပ်စုခေါင်းဆောင်တွေကိုတက်စိုးမရှိအောင်သူတို့ရဲ့ငွေကြေးစီးဆင်းမှုတွေစီးပွားရေးလုပ်ငန်းတွေကိုသပိတ်မှောက်တာရောအားလုံးပါတာပါအားလုံးသိကြတဲ့အတိုင်းပေါ့ဗျာသူတို့ပတ်စံရှာနေတဲ့သူတို့ကိုပတ်ဖို့ပေးနေတဲ့အဲ့ဒီအရက်ဘီယာတွေ secret တွေနောက်စင်ကတ်တွေသူတို့ရဲ့လုပ်ငန်းပေါင်းစုံကိုလည်းသပိတ်မှောက်တာတွေအားလုံးပါပါတယ်ပြက်သားသားကိုလုပ်ရမှာဒါပြီးတော့နိုင်ငံတကာကလည်းအားလုံးကိုစည်ရင်းကောက်ပြီးတော့မှတ်သားနေပြီဘာလဲဆိုတော့သူတို့နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုအားလုံးကိုစည်ရင်းယူပြီးတော့ဒါပိတ်ဆို့မှုအရေးယူမှုတွေလုပ်ကြမှာပါအဲ့ပြည်သူတွေထဲမှာလှုပ်ရှားမှုကတော့မျိုးစုံရှိမယ်နော်ကျွန်တော်တို့ဥပမာဆိုပါတော့ဗျာဒီတန်ဖုံးတီးတဲ့ကိစ္စကိုပဲကြည့်ည7 နာရီထိုးလိုက်ရင်တချင်းတွေဖွင့်မယ်တန်ဖုံးတွေတင်မယ်ဆိုတာဒါအားပြိုင်မှုတစ်ခုနော်ဒါစိတ်ဓာတ်အင်အားချင်းပြိုင်ကြရတာနော်ကဘာကတော့မှဒါကိုအထူးဆန်းနဲ့လေ့လာပြီးတော့ဖြန့်ဝေနေကြတယ်တအံ့တော်ဖြစ်နေကြတယ်ဒါနီလာအစ်စ်ကိုဗျာဆိုတော့ပြည်သူတွေဆိုတဲ့နေရာမှာနော်ကျွန်တော်ပြောတာအင်ဂျင်နီယာတွေဆရာဝန်တွေလို့ပုံကိုယ်တွေကအစပေါ့နော်နောက်ဆုံးတက်ဆီဆရာစိုက်ကားဆရာတွေကအစပေါ့ဗျာကျောင်းသားတွေပါဝင်ပေါ့အားလုံးကတန်ဖိုးကိုစီရှိပါတယ်အဲ့လိုပဲလှုပ်ရှားမှုတွေမှာလည်းသပိတ်မှောက်တာကိုဆန္ဒပြတာတွေအားလုံးကတန်ဖိုးကိုစီရှိကြပါတယ်အဲ့တော့အဓိကကတော့ဒီပြည်သူတွေဥမာကြည့်လိုက်ကျွန်တော်ပြောတာတန်ဖုံးတီးတဲ့လှုပ်ရှားမှုတွေမှာကြီးဒါဟာကြောကမဲမဟုတ်ဘူးဗျပေါ့သေးမဟုတ်ဘူးမနေ့ညရဆိုရင်ကြည့်ဗျဒီတန်ဖုံးတီးတဲ့ကလေးဗျတိကျပြောရင်နိုးစီခွက်လေးကိုတီးတဲ့ကလေးကိုပြန်ပြီးတော့လူကြတဲ့ကိစ္စမျိုးပေါ့နော်ဒီလိုပဲနေတွေမှာလည်းသွန်းတီးတဲ့စိုက်ကယ်တွေကိုဖမ်းတာကိုပြန်ပြီးတော့လူကြတာပေါ့ပြည်သူလူတွေဒါအားပြိုင်မှုတွေပဲဗျကိုဒီဘက်ကရှော့လိုက်လို့ရှိရင်တော့ရှုံးသွားမှာပဲအဲ့တော့ဘယ်လှုပ်ရှားမှုပဲဖြစ်ဖြစ်အချိန်တစ်ခုကိုသတ်မှတ်ပြီးတော့တန်ဖုံးတီးမှမဟုတ်ဘူးကြီးစီပဲထူးဖျောင်းနိုင်မယ်ထုံလှုပ်ရှားမှုတွေကရှိနေရမယ်ဘာလို့လဲငါတို့မသိသွားဘူးငါတို့အလျှော့မပေးဘူးဆိုတော့ငါတို့ညံ့မခံဘူးဆိုတဲ့လှုပ်ရှားမှုတွေရှိနေရမယ်ကိုလူကိုပြန်လူရမှာဝိုင်းထားအဲ့ဒီမှာကျွန်တော်ကြည့်လိုက်တယ်ဗျဒီအဖမ်းခံသွားတဲ့ကလေးကိုလိုက်ပြီးတော့ရက်ွက်လူထုတွေပြည်သူလူထုတွေကလိုက်ပြီးတော့လူကြတာဗျတကယ်ဟုတ်ဗျကိုသွေးသားရင်းကိုပြန်လူသလိုမတရားမှုလက်ထက်ကပြန်လူသလိုလူကြတာဒီမှာဘာသွားတွေ့ရလဲဆိုတော့ကျွန်တော်တို့ကိုတောက်လျှောက်သွေးခွဲခံခဲ့ရတဲ့လူမျိုးဘာသာဆိုတဲ့ကိစ္စဒီမှာမရှိဘူးနိုင်ငံသားငါတို့ရသူရသားငါတို့သားသမီးငါတို့အားလုံးရဲ့ရင်သွေးအကုန်ပါလာတာနော်ဗမာလည်းတစ်ချိန်ကသွေးခွဲခဲ့တဲ့လူတွေဗာတတ်နိုင်တယ်ကျွန်တော်ပြောတာအဲ့လိုသွေးစီးနေရမှာကိုယ်တနိုင်ငံလေးသားတတ်နိုင်ရင်လေကျွန်တော်လေအဲ့ဒီလိုညမျိုးတွေကိုည7 နာရီထိုးမှလေတစ်ဖက်ကမယုံကြည်တဲ့စစ်ကောင်းဆောင်တွေအဲ့ဒီမှာမှန်အနက်နဲ့လှည့်ပြီးတော့တစ်ခေါက်လုံးကြည့်လိုက်စမ်းပါတို့တိတ်တွေပဲပြီးတော့ပြည်သူတွေဘာကိုချစ်တာလဲဘာကိုမုန်းကြလဲဘယ်သူကိုယုံကြည်အားကိုးလဲဘယ်သူကိုလက်မခံကြဘူးလဲဒါတိတိကျကျပေါ်ပါလိမ့်မယ်အဲ့တော့လက်ထိတ်တွေတနက်ပြောင်းဝတွေကဘယ်သူကိုလှည့်လာတယ်လဲအဲ့ဒါတွေနဲ့ရေစရာနဲ့ပြည်သူတွေနိုင်ငံသားတွေဟာအချင်းချင်းစောင့်ရှောက်နေရပြီ
အချင်းချင်းကာကွယ်နေရပြီဘာကိုပြတယ်လူတက်လက်နက်တွေကင်ပြီးတော့အနိုင်ကျင့်တာထက်မြတ်သောအရာပါတယ်ပြည်သူလူထုရဲ့အပြန်အလှန်ဆောက်ရှောက်မှုခုနကဒီဗအံဆရာမကြီးကြည့်သူကယာဒူးကြီးကြီးထက်မြင့်တက်တဲ့တရားကိုရွေးချယ်လိုက်တယ်ဝိုင်းဝန်းရကြမှာအားလုံးကိုချုပ်လိုက်ရင်ဒီနိုင်ငံမှာလူတက်လက်နက်ကိုအန်တုခဲ့တယ်ဘယ်သူရလဲလက်နက်မဲ့တွေကနေအန်တုခဲ့တယ်ဆိုတာဒါဗျူဟာတစ်ခုပဲကဘာကြီးရဲ့တင်ရိုးအစ်စ်တစ်ခုဖြစ်လာလိမ့်မယ်အဲ့တော့ဒါအောင်မလားမအောင်လားမေးစရာရှိပါတယ်အဲ့တော့အဖြေလည်းရှိပါတယ်အဓိကက CDM ခေါ်တဲ့နိုင်ငံသားတွေရဲ့အာခံမှုဝန်ထမ်းတွေအလုပ်မစင်းဘူးဆိုတဲ့အချက်အဲ့ဒါအပြည့်အဝရရင်အောင်မယ်ဒါပဲအဲ့ဒါအပြည့်အဝရတဲ့နေ့အောင်မယ်ပဲနော်အဲ့တော့တခြားအချက်လက်တွေလည်းပါမယ်ပေါ့လေအခြားအချက်လက်တွေကခုနကစာနာပြတာတွေသပိတ်မှောက်တာတွေအားလုံးပေါင်းစပ်ရမှာဟိုအဓိကကျွန်တော်တို့အားပေးပြီးတော့ရုံရုံကြီးကြီးလုပ်ရမှာက CDM ခေါ်တဲ့အလုပ်မစင်းရေးလှုပ်ရှားမှုပဲအဲ့ဒါပါပဲအဲ့တော့ကျွန်တော်တို့အားလုံးစွမ်းရည်တတ်တွေအကုန်ပြကြရမှာပါခေါင်းဆောင်ကိုဖမ်းလိုက်ပေမဲ့အားမငယ်ဘူးအညံ့မခံဘူးတွဲအားလုံးမှာစက်ခေါင်းပါတယ်လိုရာရောက်အောင်မောင်းနိုင်တယ်ဆိုတာကိုပြကြဖို့ပါပဲကျေးဇူးတင်ပါတယ်